လူဖြစ်ကျိုးနှပ်ပါစေဘုန်းကြီးတို့တွေလူဘဝရထားကြတယ်အားလုံးလည်းကြားဘူးကြတယ်မနုဿတ္တဘာဝထုံလဘောလူဘဝဆိုတာရခဲ့တယ်တဲ့ရခဲ့တဲ့လူဘဝကိုအခုရထားကြပြီဘာလို့ကြမလဲလူတွေကပြောကြတယ်ဒီဘဥစ္စာလေးတိုးတက်လို့ကျမ်းမာလို့ခေတ်ချိန်နေကောင်းလို့ပျော်ရွှင်နေထိုင်ကြလို့ရှင်လူတွေကလူဖြစ်ကျိုးနှပ်လိုက်တာနဲ့ပြောကြတယ်တကယ်လူဖြစ်ကျိုးနှပ်တယ်ဆိုတာဘယ်လိုဟာမှလူဖြစ်ကျိုးနှပ်တယ်လို့ပြောရမလဲလူဘဝကြီးဟာရခဲ့တယ်မနုဿတ္တဘာဝတုံလဘောဘုရားဟောကြားထားတဲ့တရားတော်ကိုကြားနေရတဲ့မြန်မာလူမျိုးတိုင်းဟာလူဘဝရခဲ့တယ်ဆိုတာကိုကြားဖို့နေတာဒီစကားနဲ့ပတ်သက်ပြီးတော့တချို့ကလည်းပဲတန်တရားဝင်ကြတယ်။ဘာဖြစ်လို့လဲဆိုဒီကနေ့ကမ္ဘာလူဦးရေကတိုးနေတာများနေတာ။တိုးနေတာများတော့လူဘဝရခဲ့တယ်ဆိုတာဟုတ်မှဟုတ်ပါမလားလို့အတွေးချော်မိတတ်တယ်နော်။ကမ္ဘာလူဦးရေဒီနေ့သန်းပေါင်း900ကျော်သွားပြီ။တက်တဲ့လူတွေကလည်းတက်တယ်ကဘာကြီးမှာကျွေးနိုင်တဲ့လူဦးရေဘယ်လောက်ပဲရှိတယ်တန်းပေါင်း9000ကျော်သွားလို့တန်းပေါင်း1000တော့ရောက်သွားရင်လူတွေကငတ်ကုန်လိမ့်မယ်လို့ဒီလိုတက်တဲ့လူတွေလည်းတက်တယ်တွက်ပြီးတဲ့အခါကျတွက်ရုံနဲ့မကဘူးတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်သူတို့အင်္ဂလိပ်လိုတော့ family planning လို့ခေါ်တယ်သာသမီလျှော့ပြီးတော့ယူကြတယ်တစ်ယောက်ပဲယူမယ်နှစ်ယောက်ပဲယူမယ်အဲ့ဒီသဘောကဘာကိုပြောနေတာတော့ဆိုကျန်တဲ့လူတွေလူဘဝလာခွင့်မပြုဘူးလို့ပိတ်ထားတာနဲ့မတူဘူးလားဆိုလိုက်တာနော်လူဘဝဆိုတာရခဲ့ပါတယ်ဆိုလို့လာခြင်းတဲ့လူတောင်မှမလာရအောင်စီမံကိန်းနဲ့ပိတ်ဆို့နေတာမျိုးဖြစ်မနေဘူးလားလာခြင်းတဲ့လူတွေလာပါစေလူဘဝဆိုတာအလွန်ရခဲ့ပါတယ်ဘုရားမြတ်စွာကဟောတယ်လူဘဝဆိုတာအလွန်ရခဲ့တယ်ဆိုတာမှန်တယ်ဘလောက်ပဲလူကြီးတိုးတိုးတိရစ္ဆာန်ဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ဆိုလို့ရှိရင်တိုင်းတာလို့မရတော့မကွာခြားဘူးလားကွာခြားပါတယ်ကွာခြားတယ်ကိုယ်အိမ်မှာရှိတဲ့တိရစ္ဆာန်ကလေးတွေနဲ့ဆိုပါစို့အကောင်သေးသေးလေးတွေကြည့်မယ်ဆိုရင်ပွဲစိတ်တွင်တွင်မှာရှိတဲ့ပွဲစိတ်ဥယျာဉ်နဲ့လူဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ပွဲစိတ်တွင်မှာရှိတဲ့ပွဲစိတ်အကောင်ဥယျာဉ်ကြီးဒါတွင်နဲ့ပြောတာနော်ကဘာမှာရှိတဲ့လူဥယျာဉ်တွေမများပေဘူးလားဒီပညာရှိသူတော်ကောင်းတွေကတော့လူလောကမှာတတ္တဝါတွေကဘာလောကကြီးမှာရှိတဲ့တတ္တဝါတွေဟာဘယ်မှာအနေများတယ်လဲလို့ဆိုရင်အပယ်လေးပုံမှာအနေများကြတယ်လူဘဝလာတယ်ဆိုတာခဏလေးအလဲရောက်တယ်လို့ပဲเนาะခဏလေးလာတယ်ဒါကြောင့်မို့လို့သတ္တရောအပါယတကဂိဟသရိတာတဲ့ရှိကစကလုံးလေးတစ်ခုထည့်တယ်ပမတ္တတသနာမသတ္တရောအပါယတကဂိဟသရိတာကုသိုလ်ကောင်းမှုမှာမိမိလျော်ရောနေတဲ့ပုဂ္ဂိုလ်အဖို့အပယ်လေးပုံဟာကိုယ်အိမ်နဲ့အလားတန်တူတယ်ကိုယ်အိမ်ဆိုတာဘယ်နေရာပဲသွားလဲပြန်ရင်ကိုယ်အိမ်ပြန်နေကြတာပဲဟုတ်လားမှန်ပါဗျာမြတ်စွာဘုရားကထိုတို့သုတ်တန်တွေမှာဟောထားတဲ့ထဲမှာလည်းရှိတယ်လူဘဝကတည်သွားပြီးတော့လူပြန်ဖြစ်တဲ့လူအမတန်လဲပါတယ်တဲ့လူဘဝကတည်ပြီးတော့အထက်နတ်ပြည်တွေရောက်သွားတဲ့ပုဂ္ဂိုလ်လည်းအမတန်လဲပါတယ်တဲ့များတာကတော့လူဘဝကတည်ပြီးတော့အပယ်လေးပုံသွားတာတွေကများတယ်တဲ့ကဲအပယ်လေးပုံဆိုတာသန်းပေါင်း1000ကျော်ရှိတဲ့လူတွေတတ်တတ်လွတ်စားတဲ့လူတွေအသာထားတနေ့သန်းပေါင်းမြောက်များစွာတတ္တဝါတွေတတ်ပြီးတော့လူတွေအတွက်သေးနေကြရတယ်ဟုတ်ကဲ့အဲ့တော့တိရစ္ဆာန်ဥယျာဉ်တွေနဲ့ကြည့်မယ်ဆိုရင်တိရစ္ဆာန်အမျိုးအစားကလည်းမရေမတွက်နိုင်အောင်များတယ်ပင်လယ်တွေကရေတတ္တဝါပဲကြည့်လိုက်အောင်အများကြီးတိရစ္ဆာန်တွေစား
လူတွေကမွေးလို့ရှိရင်တလောကဂျာနယ်တစ်ခုတည်းပါတယ်ခုနှစ်ပြူးမွေးတာရှိခုနှစ်ပေါ့ဒါအများဆုံးပဲဖြစ်မယ်နော်လူတွေမြင်ကြတဲ့ခွေးတွေတို့ဆိုလို့ရှိရင်မကဟုတ်သေးတဲ့ပို့ငါးတွေဆိုကြည့်လိုက်ပဲဆိုရင်ငါးတစ်ကောင်ထဲမှာရှိတဲ့ငါးဥပေါင်းမြောက်များစွာအဲ့တော့ဒါတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လိုက်ပဲဆိုရင်မနုဿတ္တဘာဝဒုံလဘောဆိုတာမဟုတ်ပေဘူးလားဟုတ်ပါလေနော်တစ်ထောင်မှတယောက်လူဖြစ်ဖို့ခဲပါတယ်တစ်တောင်းမှတယောက်လူဖြစ်ဖို့ခဲနေဒါတော့ခဲနဲ့လူပုံလူဘဝကြီးကိုကုသိုလ်ကောင်းမှုပြုပြီးတော့လာခြင်းလို့တော့မလာရဘူးဆိုလို့ရှိရင်တော့မကောင်းပါဘူးနော်ကောင်းပါမလာရဘူးဆိုပြီးတော့တားနေကြတယ်အဲ့ဒါလို့အတားခံရတဲ့ပုဂ္ဂိုလ်တွေကလည်းအတိတ်ဘဝကပါဏာတိပါဒကံကြီးထွားတဲ့ပုဂ္ဂိုလ်တွေပါဏာတိပါဒကံလုံးတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုယူဆနိုင်တယ်ဟုတ်ကဲ့လူဘဝလာခြင်းလို့ခေါင်းပြူလာတာတောင်မလာနဲ့ဆိုပြီးတော့အတားခံလိုက်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တရားဝင်ဥပဒေနဲ့ပဲအဘောရှင်လုပ်တယ်လို့ခေါ်ဥပဒေနဲ့ခွင့်ပြုထားဘောရှင်လုပ်တယ်ဆိုလူလောကလူဦးရေတွေများတယ်ဆိုပြီးတော့လူတွေကိုတားဆီးနေကြတဲ့လုပ်ရက်တစ်ခုကတော့မှားရနေပေါ့ကဲဘုန်းကြီးတို့တွေကတော့ကံကောင်းလို့လူဘဝရောက်လာကြပြီလူဘဝရောက်ဖို့ဆိုတာအလွန်မတရားမှခင်းနေဆရာဝန်တယောက်ကပြောဘူးတယ်ဒီဟိုကျောင်းကဒေါက်တာဝါပေါ်လာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ Hot Buddha Talk ဆိုတဲ့စာအုပ်ရှိဘုရားမြတ်ဗုဒ္ဓရဲ့ဒေသနာလို့မြန်မာလိုလည်းပြန်ထားတာရှိအဲ့ဒီ Hot Buddha Talk ထဲမှာလူသားတွေအကြောင်းမှရေးထားတာလူဘဝဟာအမတန်ရခဲ့တဲ့ဆိုတာရေးထားတယ်ပမာမာတွေပြောကြတယ်ဓမ္မပြေကအတ္တစင်းလူပြေကအတ္တစင်းလူပြေကအတ္တစင်းထောင်ထားဓမ္မပြေကအတ္တစင်းချလိုက်အဲဒီအပေါ်ကချလိုက်တဲ့အဖျားနဲ့လူပြေကထောင်ထားတဲ့အဖျားနှစ်ခုထိကောင်းထိလိုက်ပဲလူပြေရောက်ဖို့ရအမတန်ခဲတယ်လို့ခဲရတာတခုပြောပြခဲရတယ်ဆိုတာဖြစ်ခုမဖြစ်နိုင်ဘူးလို့ဆိုနော်မြတ်စွာဘုရားပေးတဲ့ဥပမာတော့လူဘဝဘလောက်ရခဲ့တယ်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပေလေးပုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကိုပြန်ဥလဲဖို့ဆိုတာအလွန်ခက်တယ်အဲ့ဒါကိုဗာနဲ့ဥပမာပေးထားတော့ဆိုလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာလည်းပဲကြည့်လက်ကမ်းကြီးတစ်ကောင်ကပင်လယ်ထဲမှာကျက်စားတယ်အနှစ်တရာကြာမှပင်လယ်ရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူတယ်အနှစ်တရာလုံးလုံးပင်လယ်ရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့ပင်လယ်ရေထဲမှာပဲရေနဲ့ပိုင်းထဲမှာပဲသူကလှည့်လှည့်ကျက်စားပြီးတော့နေတဲ့လိတ်ကြီးအဲ့ဒီလိတ်ကြီးကမျက်စိနှစ်ကွင်းအလင်းမရလို့ကန်းနေတဲ့လိတ်မို့လိတ်ကန်းတဲ့ဟောက်ကအဲ့ဒီပင်လယ်ပြင်ထဲမှာသံဘိုးတော်ကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါတယ်အဲ့ဒီပင်လယ်ဆိုတာကအမြဲတမ်းလှုပ်ရှားတာငြိမ်းနေတာမဟုတ်ဘူးဗရယာလူတွေတော့ပင်လယ်မြင်ဘူးတဲ့လူအကုန်မြင်ဘူးချင်မှမြင်ဘူးမှာနော်ဟိုးရန်ကုန်တို့အောက်ပိုင်းကလူတွေကတော့ပင်လယ်မြင်ဘူးတယ်ပင်လယ်ဆိုတာငြိမ်သက်နေတဲ့နေရာမဟုတ်အမြဲတမ်းလှုပ်ရှားလှိုင်းကအမြဲတမ်းတိုက်ပြီးတော့နေတဲ့နေရာအဲ့ဒီသံဘိုးတော်ကြီးကပင်လယ်ထဲမှာမျောပြီးတော့မျောချင်ရမျောနေတဲ့သံဘိုးတော်ကြီးကအပေါက်တစ်ပေါက်ခဲပါလက်ကမ်းကြီးကလည်းသွားချင်ရသွားအနှစ်တရာကြာတဲ့အခါပင်လယ်ရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ်လေအဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခုနကမျောချင်ရမျောပြီးတော့လှိုင်းပုတ်ရမျောနေတဲ့သဘုံကုန်းကြီးအပေါက်နဲ့သွားစွမိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်မှာမလားဖြစ်နိုင်အဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပေလေးပုံရောက်သွားတဲ့တတ္တဝါတယောက်လူပြည်ပြန်ရောက်ဖို့ဆိုခင်းတယ်ဘာကြောင့်လို့ဆိုစဉ်းစားကြည့်ပေါ့ကိုမျက်စိအောက်မှာရှိတဲ့တိရစ္ဆာန်လေးတွေပဲကြည့်လူတွေနဲ့အနိစ္စဆုံးဖြစ်တဲ့ကြောင်ကလေးတွေခွေးကလေးတွေကြည့်ပေါ့
နေ့စဉ်နဲ့ညသူတို့ဘာတွေတွေးနေကြလဲဘာတွေလုပ်နေကြလဲကြည့်နော်အစာဝရင်အိတ်မယ်အစာမဝရင်အစာရှာမယ်အစာရှာရင်တယောက်နဲ့တယောက်အနိုင်ကျင့်မယ်ကြိုက်မယ်ရန်ဖြစ်မယ်ဟုတ်ကဲ့လားအစာဝရင်အိတ်မယ်ဒါပဲမဟုတ်လားပရိစိတ်တဲ့အချိန်ရှိရလားဘုရားရှိခိုးတဲ့အချိန်ရှိရမရှိပါမရှိဘူးကိုရှိတဲ့အစာလေးတောင်တစ်ကောင်နဲ့တစ်ကောင်မျှစားကြတာမဟုတ်ကိုယ်သက်တဲ့ရောက်လာတာမလားနဲ့ကြောင်လေးတွေဆိုအစာလေးတစ်ခုကျွက်ကလေးတစ်ကောင်တစ်ဆက်တည်းရောက်လာပြီဆိုရင်မန်ဖီးနေတာဘယ်သူမှမလာနဲ့လိုက်တိုက်ခိုက်မှာပဲသူကဟုတ်ကဲ့အဲ့တော့သူတို့ရဲ့စိတ်နေသဘောထားလေးတွေကြည့်လိုက်ပဲဆိုလို့ရှိရင်အစာပေါ်မှာမမောနေတာကလောဘရထားတဲ့အစာကိုသူများနဲ့ဆရာမလုံနိုင်ပဲနဲ့မန်ဖီတာကမစ္စရိယမန်ဖီပြီးတော့ဒေါသနဲ့ဟိမ့်နေတာကဒေါသဟုတ်ကဲ့မန်ဖီပြီးတော့ယံလုံနေတာကဒေါသကျန်တဲ့အချိန်တွေမှာမောဟတဲ့ကဲစဉ်းစားကြည့်မောဟရဲ့လောဘရဲ့ဒေါသရဲ့ဒါတွေပဲလွှမ်းနေတာပဲသူတို့စိတ်မှာကုသိုလ်ပြုလို့တဲ့စိတ်ဆိုတာမျိုးမှသူတို့မှအလွန်ရှားတယ်နော်ဒါတရိစ္ဆာန်ပုံကိုမြင်ရတဲ့စိတ်ဒါလူနဲ့အနိစ္စဆုံးခွေးလေးတွေကြောင်လေးတွေဆိုတာအနိစ္စဆုံးကြောလူနဲ့အလွန်ဝေးတဲ့အကောင်တွေဆိုလို့ရှိရင်တရိစ္ဆာန်ဆိုတာတွေကအညမညခာရိကဒုဗ္ဗလခာရိကဘောဓုဒအနေနဲ့ Discovery Channel မှာရှိတဲ့ Safari ဆိုတဲ့အာဖရိကတောရိုင်းကတရိစ္ဆာန်တွေအကြောင်းရိုက်ထားတာကြည့်ကြည့်အလွန်တန်ဝေကရစရာကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတရိစ္ဆာန်ဘဝကိုစကားလုံးလေးနှလုံးနဲ့ဟောတာအညမညခာရိကတဲ့တကောင်းတကောင်းတတ်စားတဲ့ဘဝဒုဗ္ဗလခာရိကအားနည်းတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတတ်စားနေတဲ့ဘဝဆိုတကယ်ဟုတ်တာတကယ်ဟုတ်တယ်အဲ့ဒီလိုသတ္တဝါတွေဟာတကောင်းတကောင်းသတ်စားတယ်အားရှိတဲ့ကောင်ကအားနည်းတဲ့ကောင်ကိုအနိုင်ကျင့်ပြီးတော့သတ်စားတယ်ဒီတိရစ္ဆာန်လေးတွေဆိုလို့ရှိရင်သမင်လေးတွေကျွဲလေးတွေကြားပါစရှင်စိတ်ပါစမှာသူတို့အသက်ပြောက်သွားတယ်ဘုန်းကြီးတို့ဒီကနေ့ညနေတယ်မဲ့စကိုင်းကနေမရယာလာတဲ့အခါမှာလမ်းမှာစိတ်နှကောင်ကိုကျိုးနဲ့တုပ်ပြီးတော့မော်တော်ဆိုင်ကယ်ပေါ်တင်သွားတော့မြင်တယ်ကျက်တီဆိုတာတော့မပြောနဲ့တော့ခဏခဏတွေ့တယ်တလန်းလုံးအဲ့ဒါကျက်ကိုနောက်ကနေစောက်ထိုးကျိုးနဲ့ချီပြီးစောက်ထိုးဆွဲပြီးတော့မော်တော်ဆိုင်ကယ်နဲ့စီးသွားတာတွေတွေ့လိုက်တယ်ကဲသူတို့ဘဝစဉ်းစားကြည့်စမ်းအဲ့တော့ဒါတရိစ္ဆာန်ဘဝရဲ့ဒုက္ခလေးတစ်ခုတည်းမဲ့အမတန်ကြီးမားတယ်တဲ့တော်ကြီးမားတဲ့ဘဝအဲ့ဒီဘဝမှာရောက်နေတဲ့တရိစ္ဆာန်တွေကအဲ့ဒါလိုညှဉ်းပန်းခံနေရတဲ့အချိန်မှာဘလောက်သိရှိရဲပြီးတော့ဘလောက်တောကတွေဒေါသတွေဖြစ်နေကြမလဲဆိုတာစဉ်းစားကြည့်ဒီတော့ဒီစိတ်နဲ့သိရမှာဆိုပြန်လာလို့ရပါ့မလားဒီပုံရစကားပြောမယ်ဆိုရင်လောဘနဲ့သိရင်စိတ်တာဖြစ်တယ်ဒါလူတွေကိုပြောတာနော်လောဘလွှမ်းနေတဲ့အချိန်သိလို့ရှိရင်စိတ်တာဖြစ်တယ်တဲ့ဒေါသလွှမ်းမိုးနေတဲ့အချိန်သိလို့ရှိရင်ငရဲကြတယ်တဲ့မောဟတွေလွှမ်းမိုးနေတဲ့အချိန်သိလိုက်လို့ရှိရင်ဒိဋ္ဌံဖြစ်တယ်ဒါရေကုန်ရစကားကိုပြောတာပါနော်ဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေလွှမ်းနေတဲ့အချိန်လေးမှာသိလိုက်လို့ရှိရင်ကောင်းအတုဂတိတော့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူးစိတ်ကမဲညစ်နေတဲ့အချိန်နော်လူဘဝပဲပြန်ကြည့်လိုက်အောင်ဒီလိုတိရစ္ဆာန်ဘဝတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝကဆင်းရဲဒုက္ခတွေအများကြီးသက်သာသေးတယ်ပေါ့အဲ့တော့သူတို့ဘဝနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်လူဘဝသည်မနုဿတ္တဘာဝတော်လိုဘောအလွန်ရခဲ့တဲ့ဘဝတစ်ခုဆိုတာကိုယ့်ဘဝလေးကိုတန်ဖိုးထပ်တတ်ဖို့လိုတယ်အကယ်၍ကာမဂုဏ်အာယုန်တွေပေါ်မှာပျော်လို့ပါလို့လောဘနဲ့အချိန်ကုန်မယ်ဒေါသနဲ့အချိန်ကုန်မယ်ဘာမှလုပ်တဲ့မလုပ်တဲ့ဆိုတာတွေမသိပဲနဲ့တွေ့ရအာယုန်နဲ့ပြောနေတဲ့မောဟနဲ့အချိန်ကုန်မယ်ဆိုလို့ရှိရင်ခေါဏကတိရစ္ဆာန်ဘဝနဲ့ဘာမှသိပြီးကြွားချမှာမဟုတ်တော့ဘူးနော်ဒါကြောင့်မို့
လူဘဝရလာတဲ့အခါမှာလူဖြစ်ချိုးနတ်ပါစေတဲ့လူဘဝလူဖြစ်ချိုးနတ်ဖို့မတန်မှအရေးကြီးကဲလူဘဝရလာတယ်ဆိုတာဘယ်ပုံရလာတော့ဘယ်ပုံရလာတာတော့လို့ကြည့်လို့ရှိရင်လူဖြစ်ပုံလူဖြစ်နည်းကိုမြတ်စွာဘုရားကတာယုံပါဠိတော်မှာဟောထားတာရှိတယ်အိန္ဒကလို့အမည်ရတဲ့ဘလူးကြီးတစ်ကောင်ကနေပြီးတော့အတိတ်ဘဝကဝိညာဉ်ကလေးကဝင်စားပြီးလူဖြစ်လာတယ်ဆိုတဲ့အယူအဆတတ္တဝါဆိုတာဘယ်လိုဖြစ်လာသလဲလူဆိုတာဘယ်လိုဖြစ်လာသလဲဆိုတဲ့အယူအဆတရားကိုမြတ်စွာဘုရားကသာဝရခိုင်မြဲတဲ့ဝိညာဉ်ခေါင်းဆိုတာမရှိဘူးအတိတ်ဘဝကသုတိစိတ်ကျသွားတာနဲ့ဒီဇိုင်းနဲ့ကံကြောင်းမို့လို့ပရိသေရိစိတ်ပေါ်လာတာပရိသေရိစိတ်ပေါ်လာပြီးတဲ့နောက်မှာယုတ်တိနံနေအတူတော်ဖြစ်လာတဲ့အခြေခံယုတ်နဲ့အခြေခံနံကိုအကြောင်းပြုပြီးတော့တဖြည်းဖြည်းတိုးပွားလာတယ်လို့မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာပထမံကလလံဟောတိကလလဟောတိအဘုဒ္ဓအားလုံးကြားဦးတယ်ကလလရေကြီးဆိုတာမိခင်ဝါနဲ့နော်ဒါလူသားတွေရဲ့ရေပုံရကိုပြောတာမိခင်ဝါကမွေးဖွားလာတဲ့လူသားတွေရဲ့ဘဝအစဒီဘဝအစကလလရေကြီးမှာတရေကြီးလာအဲ့တော့ကလလရေကြီးဆိုတာဘာနဲ့တိဆောက်ထားတာတော့လို့ပြောမယ်ဆိုလို့ရှိရင်ဟုတ်လားပန်းလို့ပူပန်းလို့ခေါ်တယ်မိဘနှစ်ပါးရဲ့သုတ်သွေးနဲ့ပေါင်းဆက်သွားတဲ့အခါကျတော့အဲ့ဒါလေးကကလလရေကြီးဖြစ်လူရဲ့တရေတိယဆိုတော့မျိုးစိတ်လေးတစ်ခုဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းဆက်ထားတဲ့အပေါ်မှာပေါက်လို့ရတယ်အေးဘဝတန်တရားမှာလည်းရှင်ပြီးနေကြတဲ့တ attva တွေလူဖြစ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီပန်းဆိုတာရဲ့အိုးပန်းဆိုတာရဲ့နှစ်ခုပေါင်းလိုက်ခုနသိပ္ပံကတော့ medical science ကဘယ်လိုပြောတော့ဆိုလို့ရှိရင်ပန်းလို့ဆိုတဲ့ဟာတွေကသူတို့ကတော့သက်ရှိတ attva ပုံစံမျိုးပြောတယ်ပေါ့ပြီးပြီးတော့ဝင်ရတယ်တဲ့တန်ပေါင်းများစွာအဲ့ဒီထက်ကတစ်ကောင်နှစ်ကောင်ပဲအသက်ရှင်တယ်လို့ဆိုလို့ပြောဒီသူတို့ကတော့အိုးလို့ပြောတာပေါ့နော်ဖခင်ရဲ့သုတ်ပိုးလေးတွေကသတိတရားမဲ့အချိန်ကိုသူတို့အလူရဲ့အဲ့ဒီထဲမှာပြေးဝင်ရတယ်အဲ့တော့ဘုရားမြတ်စွာရဲ့ဒေသနာတော်ကတော့အဲ့ဒီလိုမဟုတ်ဘူးမိဘရဲ့ပန်းနဲ့အိုးပန်းနှစ်ခုတွဲသွားတာလေဒါမြေသဘောလေးဖြစ်လာတယ်အဲ့ဒီပေါ်မှာအတိတ်ဘဝကသုတိစိတ်ကြလာလို့ကံပြစ်ချတဲ့ကန္တဗလို့ခေါ်ရပေါ့လေတရေယူတော့မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်အပုဂ္ဂိုလ်လဲလို့ဆိုရင်ခုဘဝကသုတိစိတ်ကြတဲ့ပုဂ္ဂိုလ်ဒီဘဝမှာသုတိစိတ်ကြဘာဖြစ်လို့လဲဆိုရင်စက္ကန့်အတွင်းမှာတန်ပေါင်းများစွာသောတ attva တွေတည်နေတာအဲ့တော့ဗာနဲ့ဥပမာတူလို့ဆိုလို့ရှိရင်ကောင်းငင်ကမိုးပေါက်တွေကျနေတယ်လို့ပဲသိနေတဲ့တ attva တွေရဲ့တ attva တွေကဖြစ်ဖို့ရအစဉ်နဲ့ဖြစ်နေကြတယ်နော်သိလိုက်တာနဲ့တပြိုင်နက်တောက်လျှောက်ဖြစ်မှာဝိညာဉ်စိတ်လေးတွေအနေနဲ့ဒါမြန်လာရည်လားလို့မအောင်မေးနဲ့ရန်ကုန်ကနေပြီးတော့တယ်လီဗီရှင်းတွေ့လာဗရယာကနေဖိုင်ချက်ချင်းရတယ်မဟုတ်လားအဲ့ဒီပုံစံပဲဘယ်ဘဝကသေးလာလားဘယ်ဘဝကသေးသေးကံရဲ့စအားကြောင့်ခဏပြောတဲ့ကလလဆိုတဲ့အထဲမှာလာပြီးတော့တတိခါကြမှာပဲအကုန်လုံးဒုမို့တူရောက်လာမှာပဲเนาะအဲ့ဒီအခြေအနေလေးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအခြေအနေလေးကစအဲ့ဒီမှာ medical science ဆိုလို့ရှိရင်သံပေါင်းများစွာသောသုတ်ပိုးတွေကထဲကတစ်ကောင်မဲအောင်နေကြံတဲ့ကောင်လေးသေသွားတယ်ဆိုတာကိုကြည့်ပြီးတော့ဆရာဝန်တယောက်ကဘုန်းကြီးကိုရှောက်ပို့တယ်လူ့ဘဝရခဲ့တဲ့ဆိုတာသူလက်ခံပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုရင်ကြွတာလေးတွေကိုတတ္တဝါလို့ယူဆပြီးတော့သူတို့သိပညာအယူဆရပေါ့တတ္တဝါတွေတဲ့အဲ့ဒီမှာဒီသုတ်ပိုးလေးတွေအများကြီးတဲ့ကတစ်ကောင်မဲဒီလူဖြစ်လာတယ်ပေါ့ကျန်တာတွေအကုန်သေသွားတယ်ပေါ့ဒါကြောင့်မလို့သူကလူဝါရခဲ့တယ်ဆိုတာသူကလက်ခံပါတယ်လို့တခါပြောဘူးလေအဲ့လိုသို့တော့အဲ့ဒီကလလဆိုတဲ့ထဲမှာ
တတ္တဝါတွေအများကြီးစုပြုံရောက်တယ်လို့ဒီလိုတော့သာထဲမှာမပါဘူးနော်သို့တော့သတိခနိုင်တဲ့အနေအထားမျိုးလေးတွေရှိတယ်ကြည့်လေမိုးပေါက်ကလေးတွေကကြာလာတာသူကြာချင်တဲ့နေရာမှာကြာမှာတချို့မိုးပေါက်ကသွတ်ပေါ်ကြာတယ်တချို့မိုးပေါက်ကတက်ကယ်ပေါ်ကြာတယ်တချို့မိုးပေါက်ကတစ်ပင်ပေါ်ကြာတယ်တချို့မိုးပေါက်ကမြေကြီးပေါ်ကြာတယ်ဟုတ်လားတန်ပေါင်းများစွာသောမိုးပေါက်ကလေးတွေဒီလိုကြာတယ်လို့ပဲသေတဲ့ပုဂ္ဂိုလ်တွေကလည်းတန်ပေါင်းများစွာရှိတယ်သတ္တဝါကံရဲ့စွမ်းအားကြောင့်ကြာချင်တဲ့နေရာကြာတယ်အဲ့ဒီလိုကြာလာတဲ့အခါမှာကလလဆိုရအောင်မြင်ဖြစ်လာပြီဆိုလို့ရှိရင်ပထမရက်တစ်ပတ်မှာကလလဆိုတဲ့ရေးချင်ဒုတိယရက်တစ်ပတ်ရောက်တဲ့အခါကျတော့အမြုပ်ကလေးဖြစ်လာတယ်တတိယရက်ပတ်ရောက်တဲ့အခါကျတော့ဒီငရုတ်ကြီးကိုထောင်းပြီးအေးဖြောအဲ့ဒီအေးဖြောပြီးတော့ဒီလိမ်ပန်းလေးပေါ်မှာထားပြီးနေဘူးလှမ်းလိုက်တဲ့အခါကျတော့ငရုတ်ကြီးအခလေးဖြစ်လာတယ်သားတစ်လေးလို့အခဲလေးအနှစ်ကလေးဖြစ်လာတဲ့ဟာမျိုးဖြစ်တယ်တတိယပတ်ကျအဲ့ဒါကိုမြတ်စွာဘုရားကပထမံကလလဟောတိပထမမှာကလလတဲ့ကလလဟောတိအဘုဒ္ဓကလလကနေပြီးတော့အမြုပ်ဖြစ်ပြောင်းလာတယ်အမြုပ်ကနေပြီးတော့သားတစ်အဖြစ်ပြောင်းလာတယ်အဘုဒ္ဓံသာယတိပေတိနိဗ္ဗတတိကနောဆိုပြီးတော့အတုံးခဲလေးဖြစ်လာဒါလူဘဝမှာဒီလိုစအမတမရခဲ့တဲ့လူဘဝတစ်ခုဟာအောင်မြင်ဒီဘဝကထွက်ဖို့ဆိုတာကိုတော်တော်ခဲနေနော်အဲ့ဒီလိုကဏလို့ဆိုတဲ့အတုံးခဲလေးဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒါယတ္တတ၄ဘတ်ဖြစ်သွားတယ်အဲ့ဒီကဏကနေပြီးဘာဖြစ်လာတော့ဆိုဖူးလေး၅ခုထွက်လာအဲ့ဒါကိုခဏပတ္တခါအဖူးလေး၅ခုတစ်ဖူးကခေါင်းပေါက်မဲ့နေရကျန်တဲ့နှစ်ဖူးကလက်ကျန်တဲ့နှစ်ဖူးကခြေထောက်နှစ်ဖက်ပေါ့အားလုံးဖူးလေး၅ခုအရင်ထွက်လာတယ်အဲ့ဒီနောက်မှာလူသားဟာတစ်ဖြည်းဖြည်းတိုးတက်လာတယ်ဆိုတော့ကလလဆိုတဲ့အခိုက်အတန့်မှာဘာတွေရှိတယ်လဲလို့ကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့အတိညာထက်မြက်တဲ့လူသားတစ်ယောက်ရဲ့သတိစိတ်အကောင်းဆုံးသတိစိတ်လို့ပြောရမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ပထမမဟာဝိပဿစိတ်ဒါအဘိဓမ္မာသင်ဘူးတဲ့လူတော့အဲ့ဒီလိုပြောရင်နားလည်တယ်ပထမမဟာဝိပဿစိတ်သောမနတညာဏတံပယုပထမမဟာဝိပဿစိတ်အသင်္ခါရိကပထမမဟာဝိပဿစိတ်ဆိုလိုတာကအဲ့ဒီတရေစိတ်လေးဟာတဲ့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကလေးပါတယ်အသိဉာဏ်ဆိုတဲ့ဒီစဉ်းစားဉာဏ်လေးအခြေခံလေးပါတယ်ချက်မြက်မှုဆိုတဲ့အနေအထားလေးပါတယ်အဲ့ဒီစွမ်းရည်၃မျိုးပါတဲ့စိတ်ကလေးဟာစတင်ပြီးတော့ဖြစ်တယ်အဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်ကြတော့ဘာဟောတော့ဆိုသင်္ခါရပစ္စယဝိညာဏလို့ဟောတယ်မြတ်စွာဘုရားနော်အတိတ်ဘဝကကုသိုလ်ကံရဲ့စွမ်းအားကြောင့်သင်္ခါရဆိုတာအတိတ်ဘဝကုသိုလ်ကံအဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်မိခင်ရဲ့ဝမ်းထဲမှာခဏကလလလို့ဆိုတဲ့နေရာမှာဘာလာပေါ်လာလဲဆိုရင်ခဏပြောတယ်တတိ၃မျိုးစွမ်းရည်၃ခုပါတဲ့စိတ်ကလေးပေါ်လာတယ်တဲ့ဝမ်းသာတဲ့အနေအထားရှိတယ်ဝမ်းသာတဲ့ခံစားချက်လေးပါမယ်အသိဉာဏ်ပါမယ်ချက်မြက်မှုလေးပါတယ်အဲ့ဒီ၃ခုပါတဲ့ပရိသေစိတ်လေးဝင်လာတယ်အဲ့ဒီပရိသေစိတ်လေးဝင်လာတာနဲ့တကြိမ်နဲ့ပရိသေစိတ်ကလေးနဲ့တွဲဖက်ပြီးတော့ဆရာစိတ်ကိုမှီဖြစ်တဲ့စေတသိက်သဘောတရားတွေပါလာတယ်တဲ့တခါဒါကနံပိုင်းဆိုင်ရာဖြစ်ပေါ်လာပါနံပိုင်းဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒီတရေစိတ်ကလေးနဲ့ပြိုင်ပြီးတော့ထုတ်လုပ်လိုက်တဲ့ယုတ်တရားလေးကခုနကကလလရေကြီးလို့ခေါ်တဲ့ဒီအပေါင်းအစုလေးတွေမှာဘာပါလာတော့ဆိုလို့ရှိရင်ကာယပတာရလို့ခေါ်တဲ့ခန္ဓာကိုယ်အနေထားကြီးထွားလာဖို့ဖြစ်တဲ့ယုတ်မျိုးစိတ်ပါလာတယ်ခရိယဝတ္ထုလို့ဆိုတဲ့ဒီအဓိကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားအနေထားမျိုးခရိယယုတ်ဖြစ်ပေါ်ဖို့ရအနေထားတစ်ခုပါလာတယ်
နောက်ပြီးတော့ယောက်ျားမိန်းမကြားမဖြစ်ဖို့ရအတွက်မျိုးစိတ်လေးတွေပါလာတယ်အားလုံးပေါင်းလိုက်တဲ့အခါကျရုပ်၃မျိုးကလပ်အားဖြင့်ပြောမယ်ဆိုရင်ကလပ်၃စီးအဲ့ဒီကလပ်၃စီးကိုဘယ်သူကထုတ်လုပ်တာတော့ဆိုစိတ်ကကံကထုတ်လုပ်တာအဲ့ဒီရုပ်၃မျိုးဟာတစ်ခုတည်းနေတာမဟုတ်ဘူးရုပ်တစ်ခုတစ်ခုဟာ10ခုစီရှိတယ်ဆိုရုပ်ပေါင်း30ရှိတယ်ပေါ့အဲ့ဒီပရိသေစိတ်ကလေးနဲ့ရုပ်ပေါင်း30ဟာလူရဲ့ဘဝလေးကိုစတင်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အနေအထားတစ်ခု။ဘာနဲ့အလားတန်တူတော့ဆိုလို့ရှိရင်မျိုးစိတ်လေးတစ်ခုဖြစ်ပေါ့။ဟုတ်ကဲ့လား။မျိုးစိတ်လေးတစ်ခုဖြစ်။အရက်စီပဲဖြစ်ဖြစ်ပဲစီပဲဖြစ်ဖြစ်ကြည့်လိုက်။ပဲစီထဲမှာခွဲကြတော့ဘာမှတွေ့မှာမဟုတ်ဘူးအစီပဲတွေ့မှာပဲ။ဟုတ်ကဲ့။သို့တော့အဲ့ဒီထဲမှာတတ္တိလေးတွေရှိတယ်။ဘာတတ္တိရှိတော့ဆိုရင်အမြင့်ထွက်နိုင်တဲ့ဟာရှိတယ်အမြောက်ထွက်နိုင်တဲ့ဟာရှိတယ်။မယုံလို့ရှိရင်ရေကြီးပေါ်ချဆိုင်ချိလိုက်ပေါ့မြေနဲ့ရေနဲ့အကူအညီရတာနဲ့တပြိုင်နက်အမြင့်ကလေးဆင်းလာလိုက်ပဲအညောင်လေးတက်လာလိုက်ဟုတ်တယ်မလားအေးအဲ့ဒါလိုပဲကလလရေကြီးထဲမှာခုနသတိစိတ်လေးဟာမျက်စိနဲ့တော့မမြင်ရဘူးအဲ့ဒီပရိသေစိတ်ဝိညာဉ်စိတ်ကလေးရောက်လာတာနဲ့တပြိုင်နက်ခုနကသူ့ရဲ့အခြေခံဖြစ်တဲ့ရုပ်30ကသတ္တိအနေနဲ့ဒီမှာပါလာမျိုးစိတ်ထဲမှာတတ္တိလေးတွေရှိလာတယ်လို့လူဘဝမျိုးစိတ်လေးမှာလည်းပဲအဲ့ဒါတွေနဲ့ဖွဲ့စည်းထားတယ်တဲ့ကလလရေကြီးဆိုတာအဲ့ဒါပြောတာမိခင်ဝါနဲ့မှာနော်ဒီမရဲ့သုတ်သေးပေါ်မှာအပြီးပြုပြီးတော့ဒီသဘောတရားလေးတည်လာတယ်အဲ့ဒီသဘောတရားလေးကဘာဖြစ်တယ်ဆိုရင်တဖြည်းဖြည်းကြီးထွားလာတတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့ကြီးထွားလာတဲ့သဘောကြောင့်မို့လို့ပထမ9ရက်မှာဆိုလို့ရှိရင်ကလလရေကြီးဆိုတာတကယ်အဆက်အပေါက်ကလေးကျမ်းဂန်ထဲမှာဆိုဘယ်တော့ပြောတော့ဆိုရင်အဖျားကလေးတဲ့အဖျားလေးကိုစီတဲ့ကိုနှစ်ပြီးတော့အကျဉ်100လောက်ခါလို့အဲ့ဒီအဖျားလေးမှာတီးပြီးတော့ကျန်တဲ့စီပေါင်းလောင်းလို့အဲ့လိုတော့ပြောတယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပဂတိမျက်စိနဲ့မမြင်ရဘူးပဂတိမျက်စိနဲ့မမြင်ရဘူးမိုက်ခရိုစကုပ်နဲ့မှမြင်ရမယ်ဒါမျိုးမိုက်ခရိုစကုပ်လို့ပြောတယ်အဲ့ဒီဟာမိုက်ခရိုစကုပ်ဆိုတဲ့ဒီအားကြီးတဲ့မှန်ကြောင်းကြီးနဲ့ထိမှအဲ့ဒါလေးကိုမြင်ရမယ်လို့ပြောတယ်အဲ့ဒီကနေလူဘဝစလိုက်တာနော်တတိကြီးထွားလာလို့အမြုပ်ဖြစ်လာတဲ့အမြုပ်ကနေပြီးတော့သားတဲ့လေးလူဖြစ်လာတဲ့အဲ့ဒီကနေအတုံးခဲလေးဖြစ်လာတဲ့ခက်မ9ပြားပေါက်လာတဲ့ပြီးတဲ့အခါကျတော့လူခန္ဓာကိုယ်ပြီးသားသားလေးပေါ်လာတယ်တဲ့ပရမရှိပိုင်းကိုတော့ embryology လို့ခေါ်တယ် embryo လို့ခေါ်တယ် embryology မှာပါတဲ့ embryo တရေသာအဲ့ဒီနောက်ကြတဲ့အခါကျတော့ခုနကပုံသဏ္ဍာန်လေးပြီးလာတဲ့အခါကျတော့ fetus လို့ခေါ်ဒီလိုလူဘဝဟာဒီလိုခဲခဲရင်းရင်းနဲ့နောက်ဆုံးကြတော့9လလွယ်10လပွား9လ10လသို့မဟုတ်10လရောက်လာတဲ့အခါကျတော့လူဘဝကိုရောက်လာချကြတယ်ပေါ့ဟုတ်ကဲ့အဲ့ဒီလိုရောက်လာတဲ့လူဘဝဒီဖြစ်စဉ်ကိုကြည့်အောင်မယ်မနုဿတ္တဘာဝတုံးလောမဖြစ်ဘူးလားဖြစ်တယ်လူတယောက်ဖြစ်ဖို့ရလွယ်တာမဟုတ်ဘူးဒီကြားထဲမှာသေသွားနိုင်သေးတယ်သေသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ကလလရေကြီးအဆင့်သားမှာရင်သေသွားတဲ့တ attva တွေအများကြီးရှိဟောသားတဲ့အဆင့်အမြုပ်အဆင့်ဒီလိုအဆင့်မှာလည်းသေသွားနိုင်သေးတယ်နော်တတ်တူတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီအဆင့်မှာသေတဲ့တ attva တွေအများကြီးပဲအဲ့တော့ဘုန်းကြီးတို့တွေကလူဖြစ်လာတဲ့ဆိုအဆင့်ပေါင်းများစွာအခက်အခဲများစွာကျော်လွှားပြီးတော့လူဘဝရောက်လာကြပြီတဲ့အဲ့ဒီရောက်လာတဲ့လူဘဝကိုရှေ့ရကျိုးနတ်အောင်ဘယ်လိုလုပ်လူဘဝလူဖြစ်ကျိုးနတ်အောင်ဘယ်လိုလုပ်မလဲနေ့စဉ်နဲ့အမျှကောင်းကောင်းအာယုန်တွေကိုပျော်ပါနေတာဒါရိုးရတိရစ္ဆာန်တွေလည်းပဲလောဘရှိတာပဲပျော်တာပဲဟုတ်ကဲ့လားတိရစ္ဆာန်တွေလည်းမိုးစရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တာပဲရံဖြစ်ကြတယ်ကဲလူတွေလည်းပဲလောဘနဲ့နေမယ်ဒေါသနဲ့နေမယ်ဘာမှမသိဘူးမောဟနဲ့နေမယ်ဆိုလို့ရှိရင်စိတ်နေသဘောထားသည်တိရစ္ဆာန်အဆင့်နဲ့တ
တူးမနေဘူးလားအဲ့ဒါဆိုလို့ချင်းခဲခဲရင်ရလာတဲ့လူဘဝလူဖြစ်ကျိုးနှပ်ပါမလားအေးဒါကြောင့်မလို့လူဖြစ်ကျိုးနှပ်ဖို့သိကိုဘဝကိုစဉ်းစားဒီတိုင်းအမှတ်တမဲ့မနေရဘူးကိုဘဝကိုစဉ်းစားရမယ်လူဖြစ်ကျိုးနှပ်အောင်နေရအဲ့တော့လူဖြစ်ကျိုးနှပ်အောင်နေဖို့ဆိုတာဘာတွေလုပ်ဖို့လိုလဲဘယ်လိုလုပ်ပြီးလူဖြစ်ကျိုးနှပ်ရမလဲအရေးကြီးဆုံးကဘာလုပ်ရအောင်လဲနံပါတ်1ကလူဖြစ်လာပြီဆိုလို့ရှိရင်အရေးကြီးဆုံးခံယူချက်ကဘာလို့ဆိုရင်ကမ္မတက္ကတာသမာဓိရှိဆိုရင်မှန်ကန်တဲ့အမြင်ရအောင်လုပ်မရသေးရင်ရအောင်လုပ်ဟုတ်တယ်မရသေးဘူးဆိုလို့ရှိရင်ကမ္မတက္ကတာသမာဓိရှိဆိုတာဘာပြောတာတော့ဆိုကိုလှုပ်တာကိုနဲ့ဆိုင်တယ်ဆိုတဲ့ခံယူချက်မြတ်စွာဘုရားကဟောတာလေယံကမ္မံဂရိတံတိကလျာဏဝပါဝကံဝတတ္တကမ္မတထာယတာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဘာလုပ်လို့ကိုပဲဆိုင်ကိုပဲမွေခံအဲ့ဒီခံယူချက်ထားတာကိုကမ္မတက္ကတာသမာဓိဋ္ဌိအဲ့ဒီအမြင်ရှိရမယ်တဲ့အမှန်ကန်တဲ့အမြင်အဲ့ဒီအမြင်မရှိရင်လူတော်လူကောင်းမဖြစ်နိုင်လူတော်လူကောင်းမဖြစ်တော့ဘူးဒါကြောင့်မလို့နံပါတ်1လူရလို့ဖြစ်လာလို့ရှိရင်ကမ္မတက္ကတာသမာဓိဋ္ဌိဆိုတဲ့ကိုလှုပ်တာကိုနဲ့ဆိုင်တယ်ကိုလှုပ်တာကိုနဲ့ဆိုင်တယ်ဆိုတဲ့အတွေးခေါ်ရှိတဲ့လူတယောက်ဒီအေးမကောင်းတာလုပ်ရင်ငါမကောင်းတာဖြစ်လိမ့်မယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်လိမ့်မယ်လို့သူခံယူထားတယ်ခံယူထားတဲ့အတွက်ကြောင့်သူကောင်းတာလုပ်ဖို့ပဲကြိုးစားလိုက်ပဲမကောင်းတာလုပ်ဖို့မကြိုးစားဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းဟာကောင်းတာပဲရချင်တာပေါ့ဒါကြောင့်မို့လို့မကောင်းတဲ့အမွေတွေကိုတော့မခံချင်ဘူးကောင်းတဲ့အမွေရအောင်လို့ဆိုပြီးကောင်းအောင်နေလိမ့်မယ်တဲ့ဒါကိုစဉ်းစားဖို့လိုအပ်တယ်ဒီဘဝတည်းမှာကြည့်လူတိုင်းဟာကံရဲ့ပုံရိပ်အမှတ်တစိတ်တွေပေါ်နေတယ်အမှတ်တမဲ့မနေနဲ့ကံရဲ့ပုံရိပ်အမှတ်တစိတ်တွေလူတိုင်းမှာရှိတယ်ကြည့်လေကံရဲ့ပုံရိပ်တွေဘယ်လိုပေါ်တော့လို့ဆိုလို့ရှိရင်ဒါအမေကမွေးလို့အမေနဲ့တူတယ်အဖေနဲ့တူတယ်ဆိုတာနည်းနည်းပဲတူလို့ရတယ်အကုန်တူလို့မရဘူးနော်ကျန်တာကံကနေဆုံးဖြတ်ပြီးတော့တချို့ကြတော့ယုံလာတယ်တဲ့တချို့ကြတော့ယုံမလှဘူးတဲ့ဒါကံရဲ့ပုံရိပ်မှတ်တစိတ်ပဲယုံလာတာဘာဖြစ်လို့ယုံမလှတာဘာဖြစ်လို့ဘယ်သူလှုပ်တာမဟုတ်ကိုလှုပ်တာကိုလှုပ်တဲ့အမွေကိုရတာမွေရတယ်ဆိုတာအဲ့ဒါပြောတာဒီဘဝမှာဒါတတိပဋ္ဌာန်ရင်နောက်ဘဝလည်းဒီအမွေဆက်ခံအောင်မှာအေးအတိတ်ဘဝမှာစိတ်ခဏခဏဆိုးတဲ့လူတွေဟာရုပ်ဆိုးကြီးတန်ဖြစ်တယ်ဒေါသကြီးတဲ့နောင်ဘဝသာထားလေဒီဘဝပဲကဲစိတ်ဆိုးနေတဲ့အချိန်ကိုယ့်အကိုမှန်နဲ့ကြည့်ကြည့်တိုင်းမှာဘယ်လောက်ရုပ်ဆိုးမလို့ဟုတ်ကဲ့လားစိတ်ဆိုးတာကိုလှတယ်လို့မြင်ရတဲ့ယုံများရှိလားလောက်လှတဲ့လူကြီးတွေစိတ်ဆိုးရင်ယုံဆိုးသွားမှာပဲဟုတ်ကဲ့အဲ့တော့ဒေါသရဲ့အကျိုးဆက်ဆိုတာအကောင်းမထွက်လာဘူးပေါ့ဒီဘဝတည်းမှာအကောင်းမထွက်ဘူးတော့ငရဲကြည့်လားမကြည့်လားမေးမနေနဲ့ဒီဘဝတည်းမှာအယုံဆိုးသွားပြီဒီဘဝတည်းမှာမျက်နှာကြောကြီးတင်းတယ်မျက်မှောင်ကြီးကုတ်တယ်နှုတ်ခမ်းကြီးဆူတယ်နောက်ဘဝလည်းအဲ့ဒါမျိုးကြီးပဲဖြစ်တာအဲ့ဒါပါတော့ကိုလုံးတဲ့ကံရဲ့ပုံရိပ်တွေပေါ်နေတာတဲ့အေးဒီဘဝကြတော့တချို့ကြတော့မျက်နှာကကြီးကြီးလင်းလင်းပြုံးပြုံးရွှင်ရွှင်နဲ့ကြည်လင်တဲ့မျက်နှာရှိတယ်ပြုံးရွှင်တဲ့မျက်နှာရှိတယ်မျက်နှာကချိုးသားတယ်ဆွဲလူရောမရှိဘူးလားပုဂ္ဂိုလ်တော်ကလည်းသူကစိတ်ကချိုးချိုးသားသားနဲ့နေခဲ့တဲ့ပုဂ္ဂိုလ်ဒေါသသိမကြည့်တဲ့ပုဂ္ဂိုလ်အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နေလို့ရတဲ့နေခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီကုသိုလ်ရဲ့ပုံရိပ်တွေဒီမှာလားထင်တယ်လို့ပြောတာထို့တူပဲဘဝတော်ကနှမျောလို့မလူဘူးတဲ့ကိုရှိတာကိုတယောက်တည်းသုံးတယ်ဘယ်သူမှမပေးဘူးမကမ်းဘူးအဲ့ဒါလို့စိတ်ကုပ်ပြီးနေလာတဲ့ပုဂ္ဂိုလ်ဒီဘဝကြပါတော့ဆိုတဲပုံနဲ့လာပြီးတော့ဖြစ်တယ်ပေါ့ကိုဘဝတော့ရဲရောရောတန်းတန်းလှူးလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝမှာချမ်းသာတယ်ဟုတ်ကဲ့အေးတချို့ကလည်းပြောလိုက်မယ်သူစီးပွားကြိုးစားရှာလို့ချမ်းသာတယ်ကြိုးစားရှာတယ်ဆိုတာအထောက်အကူတစ်ခုပဲကံမပါရင်ဘာမှလုပ်လို့မရဘူးကံမပါလို့ရှင်တစ်တင်တိုက်တော့မသိဘူးနော်ဟုတ်ကဲ့
ဥယျာဉ်ပြိုင်ပြီးတော့စိုက်တာတော့မှတချို့ဥယျာဉ်ကြတချို့လူရဲ့ဥယျာဉ်ကတအားပြီးပြီးတချို့လူရဲ့ဥယျာဉ်ကအတိမလိုက်ဘူးအဲ့ဒါဘာလို့ခေါ်လို့ဆိုကမ္မပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်ကံကောင်းလာတဲ့ပုဂ္ဂိုလ်ကသူကောင်းတဲ့ကံတွေကနေပြီးတော့ထုတ်လုပ်လိုက်တဲ့အခါကျတော့သူ့ဥယျာဉ်ထဲမှာရှိတဲ့ယာတိဥဒုတွေတစ်ပင်တွေရဲ့အကြယာတိဥဒုဖြစ်လာတယ်အဲ့ဒါကြောင့်မလို့သူကံရဲ့အစမ်းကြောင့်ယာတိဥဒုတွေပြောင်းလဲသွားတယ်ပြောင်းလဲလာတဲ့ယာတိဥဒုကြောင့်တစ်ပင်တွေပိုတည်တယ်ဒီလိုဖြစ်တာဟိုလူတယောက်ကြတော့သူကကံမကောင်းဘူးကံမကောင်းတဲ့အတွက်ကြောင့်သူကံကထုတ်လုပ်တဲ့ဒီလူခန္ဓာကိုယ်ကထွက်လာတဲ့ဟာတွေကမကောင်းမကောင်းတဲ့အတွက်ကြောင့်ဥယျာဉ်မှာဖြစ်နေတဲ့ယာတိဥဒုကလည်းမကောင်းတော့မကောင်းတဲ့အတွက်ကြောင့်အတိမလေးတော့ဒါကမ္မပစ္စယဥဒုသမုဋ္ဌာန်ကိုခေါ်တယ်ကံကိုအခြေခံပြီးတော့ဥဒုကြောင့်ဖြစ်လာတာတဲ့တိုက်ရိုက်မဟုတ်ဘူးတစ်ဆင့်ကအကျိုးပြုတာနော်ဒါကြောင့်မလို့တချို့သစ်ပင်လေးတွေရှိတယ်လေအဲ့ဒီပန်းမင်ကလေးတွေတချို့ပန်းမင်ကလေးတွေကလူကအဲ့ဒီပန်းမင်နာသွားပြီးတော့တချင်းလေးဆိုစောင်းလေးတီးပြီးလို့ရှင်အဲ့ဒီပင်လေးတွေလမ်းပြီးတော့ပွင့်တယ်ဒါဖြင့်သစ်ပင်ကတီးတတ်လို့လားအသိစိတ်ရှိလို့လားဆိုမဟုတ်ဘူးလူကစိတ်ထဲကပြောနေလို့ရှိရင်လူတဏ္ဍာကထွက်တဲ့ chemical တွေကလည်းအကောင်းကြီးထွက်လာနော်လူမှာအပြောင်းလဲရှိတယ်ဆိုတာတတိပဋ္ဌာန်ရင်မသိဘူးမသိနိုင်ကြဘူးပေါ့လူတွေမှာစိတ်ဆိုးနေတဲ့ထွက်တဲ့စိတ်ဆိုးနေတဲ့အချိန်ထွက်တဲ့လူရဲ့ခန္ဓာကိုယ်ကအငွေ့တွေနဲ့စိတ်ကြီးနေတဲ့အချိန်ထွက်တာနဲ့မတူဘူးတဲ့နိုင်ငံခြားလူတွေကတော့ကျန်ကျန်ဖန်ဖန်စားတယ်ကမ္မထာအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ဆက်နဲ့ဆမ်းပြီးတော့ရိုက်ယူကြည့်ကွန်ပျူတာနဲ့ကြည့်တယ်ဒီတိုင်းစိတ်လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကမ္မထာထိုင်နေတဲ့ပုဂ္ဂိုလ်ရနဲ့ပါဝင်ခြင်းအကျိုးပြုတယ်စိတ်ပူလောင်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အုံနောက်ကိုစမ်းသပ်ကြည့်တဲ့အခါကျအဲ့ဒီလိုမလားအဲ့တော့လူတွေမှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားတာနဲ့တပြိုင်နက်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲနေတယ်ဆိုတာထင်ရှားတယ်ကဲအဲ့လိုစမ်းသပ်လို့မှသိရတာဆိုတာတဲ့ကိုယ့်ဘာကိုယ်ပဲအနုမာနဉာဏ်လို့ခေါ်တယ်အနုမာနဉာဏ်နဲ့ကြည့်ကြည့်ကိုယ့်ကိုယ်ပဲစိတ်ဆိုးနေတဲ့စိတ်နဲ့ပဂတိငြိမ်းချမ်းနေတဲ့စိတ်နှစ်ခုရှိလာတဲ့အခါကိုယ်ရုပ်ပုံကဘယ်လိုနေသလဲစဉ်းစားကြည့်ဒေါသထွက်နေတဲ့အချိန်ဖြစ်ပေါ်နေတဲ့ရုပ်စိတ်ကြီးပြီးတော့ပြောနေတဲ့အချိန်ဖြစ်ပေါ်နေတဲ့ရုပ်တူလားမတူလားမတူဘူးဆိုရင်ကျန်တာတွေလည်းမတူဘူးလို့ပဲမှတ်ရအောင်ဟုတ်ကဲ့မတူဘူးအဲ့တော့ဒီလိုအခြေအနေအရရက်ကိုပြောင်းလဲသွားစေနိုင်တဲ့သဘာဝတရားတွေကိုကိုမသိဘူးလို့ဆိုလို့ရှိရင်ကိုယ့်ဘဝကြီးဟာဘယ်အကောင်းဖြစ်လာနိုင်မလို့နော်ဒါကြောင့်မလို့ကိုယ့်ဘဝကောင်းဖို့ရအတွက်အခြေခံပါလို့အပ်တယ်လို့ဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုလိုအပ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ဆိုတာငါဘာလုပ်တာငါဘာလုပ်ဆိုတာခြုံပြီးတော့ပြောတာငါဘာတွေးငါအတွေးဟာငါနဲ့သက်ဆိုင်တယ်ငါပေါ်မှာတုံ့ပြန်နေတယ်ငါဘာပါဇက်ကပြောတဲ့အပြောတွေကလည်းငါပေါ်မှာတုံ့ပြန်နေတယ်အဲ့ဒါကိုအင်္ဂလိပ်လိုတော့ responsible လို့ပြောတာပေါ့နော် responsible ကိုယ့်ရဲ့လုပ်ရက်တွေကလည်းကိုယ့်ပေါ်မှာတုံ့ပြန်လာလူတွေမှာ action လှုပ်ရှားမှု၃မျိုးရှိတယ်စိတ်ရဲ့လှုပ်ရှားမှုဒါတွေးတယ်လို့ပြောတာပေါ့မနောကံသာလို့ပြောရင်ဒါမနောကံစိတ်ရဲ့လှုပ်ရှားမှုစိတ်ရဲ့ပြုမှုမှုဝစီကံနှုတ်ရဲ့လှုပ်ရှားမှုနှုတ်ကပြောတာကာယကံကိုယ်ဒီလက်ရောက်လုံးမှုဆိုပြီး၃မျိုးရှိတယ်အဲ့ဒီ၃မျိုးဟာကိုယ့်ကိုယ်ဆန်းစစ်ရလိမ့်မယ်တဲ့အဲ့ဒီ၃မျိုးဟာဘာတွေးဘာပြောဘာလုပ်ကိုယ်နဲ့ဆိုင်အဲ့တော့လူဖြစ်ကျိုးနှံ့အောင်အတွေးရဘယ်လိုအတွေးမျိုးတွေးရမလဲလူဖြစ်ကျိုးနှံ့အောင်အပြောရရောဘာမျိုးပြောရမလဲလူဖြစ်ကျိုးနှံ့အောင်လုပ်တဲ့အခါရောဘာလုပ်ရမလဲမစဉ်းစားသင့်ဘူးလားအေးကိုကြိုက်တာတွေကိုလုပ်နေကိုကြိုက်တာတွေကိုတွေးကိုကြိုက်တယ်လို့ကိုပြောကာယကံကိုယ်ဒီလက်ရောက်လုံးမှုဆိုပြီး၃မျိုးရှိတယ်အဲ့ဒီ၃မျိုးဟာကိုယ့်ကိုဆန်းစစ်ရလိမ့်မယ်တဲ့အဲ့ဒီ၃မျိုးဟာဘာတွေးဘာပြောဘာလုပ်ကိုယ်နဲ့ဆိုင်
အဲ့တော့လူဖြစ်ကျွန်းနဲ့အောင်အတွေးရဘယ်လိုအတွေးမျိုးတွေးရလူဖြစ်ကျွန်းနဲ့အောင်အပြောရရောဘာမျိုးပြောရလူဖြစ်ကျွန်းနဲ့အောင်လှုပ်တဲ့ခါရောဘာလှုပ်ရမလဲမစင်စားတဲ့ဘူးလားအေးကိုကြိုက်တာတွေကိုလှုပ်နေကိုကြိုက်တာတွေကိုတွေးကိုကြိုက်တယ်လို့ကိုပြောသိရှိတိုင်းလှုပ်လို့ရှိရင်တော့ဒါလူဖြစ်ကျွန်းနဲ့မှာမဟုတ်ဘူးလူဖြစ်ကျွန်းမနဲ့နိုင်ဘူးအဲ့တော့မြတ်စွာဘုရားပေးထားတယ်လေလူစရိုက်7ပါးသူစရိုက်7ပါးဆိုတာအတွေးနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကမတွေးနေတဲ့ဒီအတွေး3မျိုးကိုသွားမတွေးနဲ့တွေးလို့ရှိရင်လူဖြစ်ကျိုးမနှက်ဖြစ်လိမ့်မယ်တုတ်ပြန်လာလိမ့်မယ်ကိုယ်စီမကောင်းတဲ့အတွေးပါတော့တယ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးစာပေလို့ပြောရင်အဘိဓါလို့ခေါ်တယ်အဘိဆိုတာသူများပစ္စည်းကိုဇာစိတ်ကူးတာရကျင်တဲ့စိတ်နဲ့စိတ်ကူးတာနော်သူများပစ္စည်းကိုကိုယ်ပိုင်ဆိုင်နေတယ်ဆိုတဲ့အတွေးဟာဘာဖြစ်စေတတ်တဲ့အတွေးတော့ခုခေတ်လိုပြောမှဆိုရင်သခိုးဓမြဖြစ်စေတတ်တဲ့အတွေးမဖြစ်ပေဘူးလားအေးအဲ့ဒီအတွေးဟာအန္တရာယ်ရှိတဲ့အတွေးအကုသိုလ်အတွေးမနောကံမနောတုဆိုင်လို့ခေါ်တယ်တဲ့အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်ချက်ဟာလာလိုက်မကောင်းတာပဲလာမယ်အကောင်းမလားဘူးဟုတ်ကဲ့ဒါအတွေးနဲ့ပတ်သက်လာလို့ရှင်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေးတွေးမိလို့ရှိရင်ဟာဒီအတွေးကမှားနေတယ်ဒီအတွေးမျိုးမှမတွေးသင့်ဘူးဒီအတွေးကိုရှောင်ရမယ်နောက်တစ်ခုအတွေးတစ်ခုကဇာပါဒဘာလို့ဆိုရင်ကိုယ်နဲ့မတည့်တဲ့လူတယောက်ကိုစိတ်ထဲကပေါ်လာတယ်ဟာဒီကောင်သေသွားရင်ကောင်းမှာဒီကောင်စီးပွားတွေပြတ်သွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်ထောင်ကျသွားကောင်းမှာပဲဟာဒီကောင်ဒုက္ခအကြီးကျယ်ရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမျိုးတွေမတွေးကြဘူးလားတချို့လူတွေတွေးတယ်အဲ့ဒီအတွေးကဇာပါဒအတွေးလို့ခေါ်တယ်အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်သဏ္ဍာန်မှာဘယ်တော့မှအကောင်းမလာဘူးတဲ့မကောင်းတဲ့အတွေးအဲ့ဒါအဲ့ဒီအတွေးကိုလည်းရှောင်ရှားဖို့လိုတယ်မတွေးမိစေနဲ့လူဖြစ်ကျိုးနှပ်ဖို့ရတဲ့အဲ့ဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့နောက်တစ်ခုကမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာခုနပြောတဲ့အကြံမျိုးအမြင်မျိုးမရှိဘူးကိုလှုပ်တာကိုနဲ့ဆိုင်တယ်လို့မရှိဘူးအေးတချို့တွေးကြကြတယ်ကောင်းတာလှုပ်လဲကောင်းတာမဖြစ်ပါဘူးကွာမကောင်းတာလှုပ်လဲကောင်းတာတွေဖြစ်နေမကောင်းတဲ့ကောင်တွေကြီးပွားနေတာလည်းရှိတာပဲကောင်းတဲ့ကောင်တွေဆိုပြီးတော့ကံကိုမျက်စိလဲပြီးတော့မကောင်းတာလှုပ်လို့ကြီးပွားတယ်လို့ထင်နေတာမဟုတ်ဘူးသူတစ်ချိန်လုံးကကောင်းခဲ့တာတွေကိုသူခံစားနေရတာမကောင်းတာလှုပ်ပြီးဒီဘဝကြီးပွားနေလို့ချင်းတစ်ချိန်လုံးကကောင်းတာတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့သူတွေ့ရဟုတ်ကဲ့ကိုကအခုမှကောင်းတာတွေလုပ်တာဟုတ်ပဲခုမှပဲကိုကသေးပင်ဆိုင်တာတည်အသီးစားပါမလားကောင်းတာကိုကမှခုမှလုပ်တာကိုကအတိတ်ကဘလောက်မကောင်းတာတွေလုပ်ခဲ့မှမသိပဲနဲ့ဆရာတော်ကြီးတို့ကပြောတယ်ကျောင်းမှာတခိုးခိုးခံရတဲ့အခါဆရာတော်ကြီးကဘာပြောဟေးတိတ်နေကြတယ်မပြောကြနဲ့တဲ့တို့အတိတ်ကဒီမကောင်းတာတွေပေါ်ကုန်နေတယ်အဲ့ဆရာတော်ကြီးပြောလို့ရင်တိတ်ပဲပါတော့ဆိုဟိုဘွားတော့ငါတို့သူများပစ္စည်းခိုးခဲ့တယ်ဒါမှမဟုတ်ငါခိုးခံရတယ်အဲ့လူမသိစေနဲ့ရှက်ဆရာကြီးလို့ပြောဟုတ်ကဲ့အဲ့တော့ဒါတွေကကံရဲ့ပုံရိပ်တွေပေါ်နေတာကံရဲ့ပုံရိပ်တွေပေါ်တာအဲ့ဒါကြောင့်မို့လို့မှန်ကန်တဲ့အတွေးကံဆိုတာရှိတယ်ကံကိုညင်းပယ်တဲ့အတွေးမျိုးတွေးမိလို့ရှိရင်ခုနမိစ္ဆာဒိဋ္ဌိဆိုတာကံကိုညင်းပယ်တဲ့ဒီအကရိယာဒိဋ္ဌိလို့ခေါ်တယ်ကုသိုလ်ဆိုတာမရှိပါဘူးအကုသိုလ်ဆိုတာမရှိပါဘူးဆိုတဲ့ညင်းပယ်တဲ့ဝါဒအကရိယာဝါဒလို့ခေါ်တယ်အကရိယာဝါဒဆိုတာကံကိုလုံးဝမယုံဘူးလက်မခံဘူးနောက်နတ္ထိကဝါဒဆိုတာကံရဲ့အကျိုးတရားကိုလက်မခံမကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ဘူးဆိုပြီးအကျိုးတရားကိုညှင်းပယ်တဲ့ဝါဒနောက်တစ်ခုအာဟိတုကဝါဒဆိုတာအကြောင်းတရားကိုညှင်းပယ်ကောင်းလိုက်လို့ရှိရင်ကံနဲ့ကံရဲ့အကျိုးကိုညှင်းပယ်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဋ္ဌိပဲတဲ့ဒီအဲ့ဒါလို့မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီတဲ့နတ်ပြည်တောင်မရောက်နိုင်ဘူးကောင်းရသူတွေမရောက်နိုင်ဘူးတဲ့သူသွားရမယ့်လမ်းစဉ်ကတော့အပယ်လေးပုံပဲထားပဲသိတယ်ဘာဖြစ်လို့လဲဆိုတော့ तू က
ကံကိုညင်းပယ်ထားမှသူလှုပ်ချင်လှုပ်တော့မှလေလှုပ်ချင်ရလို့ဆိုကြတဲ့ကလူတွေကဘာတွေကိုလှုပ်ချင်တာတော့ဆိုလို့ရှိရင်မကောင်းတာပဲလှုပ်ချင်တာများတယ်လေအဲ့တော့သူလှုပ်ချင်ရလှုပ်တော့မယ်လူဆိုတာအထင်းကလေးနဲ့နေရတယ်အထင်းကလေးရှိရတယ်အထင်းကလေးမရှိဘူးဆိုရင်လှုပ်ချင်ရလှုပ်ဆိုလို့ရှိရင်မကောင်းတာပဲလှုပ်ကြမှာပဲမကောင်းတာပဲအလုပ်များမယ်လေကောင်းတာဆိုတာရေးဆန်းလှောနေရတယ်အထက်တက်နေရတယ်ရေးဆန်းဆိုတာသွားရခက်တဲ့နေရာတစ်ခုပေါ့နော်မကောင်းတာလုပ်တယ်ဆိုတာရေးစုံလွယ်တယ်ညှောချလိုက်ရုံပဲဒါကြောင့်မို့လို့အတွေးနဲ့ပတ်သက်လာလို့ရှိရင်ခုနပြောတဲ့အတွေးတွေမတွေးနဲ့အတွေးတွေတွေးမိပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာအဲ့ဒါတွေကကိုယ့်ရဲ့စိတ်အစဉ်ထဲမှာကိန်းဝတ်သွားတယ်စိတ်အစဉ်ထဲမှာကိန်းဝတ်သွားလို့ရှိရင်ကိန်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကအကြောင်းရှိပေါ်လာလိမ့်မယ်ပြောနော်ကဲပေါ်တယ်ဆိုတာနဲ့ပတ်သက်ပြီးကိုယ့်ကိုတွေးကြည့်တာမှာတခါတရံကြတော့ဟိုငယ်ငယ်တုန်းကအကြောင်းအရာတွေပေါ်မလာဘူးလားဟုတ်ကြောက်သွားတာမဟုတ်ဘူးဆိုတာသိကြတယ်နော်ကံကလည်းအဲ့လိုပေါ်လာလိမ့်မယ်အဲ့ဒီလိုပေါ်လာတာ accumulate ဖြစ်တယ်လို့ခေါ်ခုခေတ်စကားနဲ့ဆို online ပေါ့ online ဖြစ်နေတာအဲ့ဒါအကျိုးပေးတာရှင်အကျိုးပေးမှသူကကြောက်မသွားဘူးအဲ့ဒါကြောင့်မလို့ခုနစိတ်အတွေး၃မျိုးမတွေးမိဘူးပဲအဲ့တော့မတွေးနဲ့ဆိုဘာတွေးရမှာတော့တပည့်တော်တို့ဘာတွေးရမှာတော့ဆိုသူများပစ္စည်းကိုရလို့တဲ့အတွေးနဲ့မတွေးနဲ့တဲ့တရားသဖြင့်ရတဲ့ကိုယ်ပစ္စည်းကိုသာကိုလိုချင်တဲ့အတွေးပဲရှိရမယ်သူများကိုပစ္စည်းစီလိုတဲ့အတွေးနဲ့မတွေးနဲ့တဲ့ကြီးပွားကြပါစေချမ်းသာကြပါစေအစဉ်ပြေကြပါစေဆိုတဲ့အတွေးပဲတွေးပါတဲ့အဲ့ဒါကိုမေတ္တာအတွေးလို့ခေါ်တယ်နော်အဲ့ဒီအတွေးမျိုးနဲ့အစားထိုးရပါပြီးတော့မှန်ကန်တဲ့မိစ္ဆာဒိဋ္ဌိကိုဖယ်ရှားရမယ်ဆိုတော့ဘယ်လိုအမြင်မျိုးမြင်ရမှာတော့ဆိုရင်အစကပြောရတဲ့ကာမတက္ကတာဒိဋ္ဌိကိုလှုပ်တာကိုပဲဆိုင်တယ်ကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ငါပဲအမွေခံရမယ်ဆိုတဲ့အမြင်ရှိပါစေတဲ့ဟောအဲ့ဒါဆိုလို့ရှိရင်အတွေးနဲ့ပတ်သက်လာပြီးမှန်ကန်သွားပြီနော်ကဲအတွေးနဲ့ပတ်သက်လာမှန်ကန်သွားလို့ရှိရင်အပြောနဲ့ပတ်သက်ပြီးတော့လည်းမှန်ကန်ဖို့လိုအပ်သေးတယ်ပြောတဲ့အခါမှာသိတယ်ပြောအောင်လိမ့်နေဆိုတာဘာလို့ဆိုရင်ဖြစ်နေတာကတခြားပြောတာတခြားသိရတဲ့နဲ့ကိုယ်တကယ်သိထားတဲ့အကြောင်းအရာတစ်ခုပြောတာကတစ်ခုဖုံးကွယ်ပြီးတော့ပြောတာနော်မုတာတိအဖုတံဝတ္ထုတကယ်မဖြစ်တဲ့ဟာကိုအဖြစ်လုပ်ပြီးတော့ပြောရင်လည်းလိမ့်နေခေါ်တာပေါ့ဟုတ်ကဲ့ဒါကအပြောနဲ့ပတ်သက်ပြီးထိမ့်သိရမယ်ဟာတစ်ခုနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တယောက်နဲ့တယောက်မတည့်အောင်ဂုံးမတိုက်နဲ့အဲတယောက်နဲ့တယောက်မတည့်အောင်ဂုံးတိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဒုက္ခရောက်တယ်နောက်ဘဝကြာလို့ရှိရင်လည်းပဲပါတယ်ကွယ်မရတဲ့ကွယ်အချင်းချင်းရံဖြစ်လို့မိသားစုအတွင်းဘယ်တော့မှမတည့်အဲ့ကိုပြဿနာတွေလည်းမရှိဘူးလားတချို့အိမ်တော်တွေအဲ့ဒါမျိုးရှိတယ်နော်သူများတွေမတည့်အောင်လုပ်ခဲ့တဲ့အတွက်ကြောင့်သူ့တဲ့တဲ့လူလည်းတယောက်မှမရှိဘူးအမြဲတမ်းကွဲပြဲနေတာပဲဟောကံရဲ့ပုံရိပ်တွေလာနေတာအမြဲတမ်းအဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်သူကတယောက်နဲ့တယောက်ကွဲအောင်မတိုက်ဘူးကွဲနေတဲ့ပုဂ္ဂိုလ်တောင်မှစိတ်ဆက်စကားပြောပေးတယ်ညီညွတ်အောင်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပိုးညီညွတ်အောင်လုပ်တယ်တယောက်နဲ့တယောက်မတည့်တဲ့အပြောမျိုးဆိုရှောင်နေတဲ့အောင်လုပ်ပေးတယ်ဂုံးတိုက်တဲ့စကားပြောလို့ရှိရင်အပင်ငယ်ကြတဲ့အပြင်လူဖြစ်လာရင်လည်းမကောင်းတဲ့ပုံရိပ်တွေပေါ်လာတာပဲဒါကြောင့်မို့လို့ပြောတဲ့အခါမှာသူများတွေမတက်အောင်ပြောတဲ့အပြောမျိုးကိုရှောင်ပါတဲ့အင်္ဂလိပ်လို backbite လို့ခေါ်တယ်နောက်ကျောကနေကိုက်တိုက်နော် backbite or slander အဲ့ဒါမျိုးမပြောနဲ့ပိတုနာဝါစာတယောက်နဲ့တယောက်ဖြစ်ခင်မှုတွေတယောက်နဲ့တယောက်ခင်မင်မှုတွေစိတ်သုံးတော့မလုပ်ကောင်းဘူးတဲ့အဲ့ဒါလို့လုပ်လို့ရှိရင်ကိုဟာခင်မင်မှုစိတ်သုံးခံရတဲ့ပုဂ္ဂိုလ်ဖြစ်မယ်နောက်တစ်ခုကဘာလို့ဆိုရင်စကားပြောလို့ရှိရင်ချမ်းသာတဲ့စကားမပြောရဘူးတဲ့ဆဲတာလေးပါလေတချို့ကနှုတ်ကြီးကိုကျိုးနေပဲနော်မကြောက်မနာတာဆဲဆိုပြီးတော့ပြောကြတယ်သာမန်သာအောင်းမေ့မနေနဲ့အဲ့ဒီဆဲတတ်တဲ့ပုဂ္ဂိုလ်ဟာ
နော်ဆဲတဲ့ပုဂ္ဂိုလ်ကကိုယ်လည်းစိတ်ချမ်းတယ်လားတဲ့ကြားတဲ့လူတွေလည်းစိတ်ချမ်းတယ်စိတ်ကိုချမ်းတမ်းသွားစေတတ်တယ်ဒါကြောင့်မို့လို့ဆဲရေးတိုင်းထွာတဲ့ဘုဒ္ဓဝါစာစကားမျိုးကိုမပြောရဘူးတဲ့ဘာပြောရမလို့ကျင်နာတဲ့စကားခင်မင်ပွဲရာကောင်းတဲ့စကားချိုးတာတဲ့စကားဒီလိုဟာမျိုးပြောရမယ်အကျိုးရှိတဲ့စကားမျိုးပြောရမယ်ပြောတော့ပြောကြတာပဲလူတွေကနှုတ်ချိုရှို့တပါးဆိုသို့တော်လည်းပဲချိုးချိုးသားသားမပြောချင်ညာဘူးဘာလို့မပြောချင်လို့ဆိုအတွင်းကဒေါသရှိနေဟုတ်တော့ပြောတာငါစိတ်တူတယ်မပြောချင်ဘူးဟုတ်လားစိတ်ကတိုးနေတဲ့အခါကျတော့ဘယ်တော့မှချိုးချိုးသားသားမပြောမိဘူးချိုးသားတဲ့စကားကိုကြိုးစားပြီးတော့ပြောရမယ်မြတ်စွာဘုရားအလောင်းတော်ကြီးကပါရမီဖြည့်တဲ့အချိန်တုန်းကသူများကိုဂုဏ်မတိုက်ခဲ့ဘူးကွဲနေတဲ့လူတွေကိုညီညွတ်အောင်လိုက်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပုံညီညွတ်အောင်အားပေးတယ်အဲ့လိုလုပ်လို့မြတ်စွာဘုရားကပါရမီပုံရိပ်အနေနဲ့ဘဝအမှတ်တစိတ်တွေဘာတွေပေါ်လာတော့ဆိုရင်ဘုရားမှာဆိုလို့ချင်းလေလူတွေမှာသွားမှတစ်ချောင်းရှိတယ်32ချောင်းရှိတယ်ဟုတ်ကဲ့32ချောင်းရှိတယ်ဖះကြတော့အချောင်း40ရှိသွားအပေါ်က20အောက်က20သွားတော့40ဘာဖြစ်လို့တော့ဆိုခုနကသူများကိုခုံးမတိုက်ခဲ့တာဒါပြင်လူတွေရဲ့ရှိရတယ်တော့ခုံးတိုက်မှုမရှောင်ခဲ့လို့32ချောင်းပဲရတယ်လို့အောင်းမေးနော်ကဲကို့အတိတ်ဘဝကိုယ့်ကိုပြန်ကြည့်တော့မဟုတ်သေးဘူးကို့သွားကိုပြန်ကြည့်ဟိုဘဝတော့ဒါမလုပ်ခဲ့ဘူးဒီကုသိုလ်မရှိခဲ့ဘူးဟုတ်ကဲ့အဲ့တော့ဒီကုသိုလ်ချိုးသားလုပ်ပေးရသုဒ္ဓဝါစာကျမ်းတဲ့စကားကိုပြောတယ်ဆဲတယ်ရေးတယ်မကြောက်မနာတာတွေပြောတယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှသူဟာစိတ်မွေးတဲ့အတန်ကြားရတယ်လို့မရှိဘူးတဲ့နာမချမ်းသာဆရာတွေကြီးပဲကြားမယ်ဘယ်ဘဝမှာနေသူဟာချိုးသားတဲ့စကားတခါတော့မိသားစုတစ်ခုတွေ့ဘူးတယ်တဦးတွေ့ဘူးတယ်တအိမ်လုံးဟာပြောကြမ်းတယ်နော်အမေလုံးတဲ့လူကလည်းသားပြောလိုက်ရင်ချိုးချိုးသားသားပြောတာခါမချဘူးဆဲနေတာဆဲပြီးတော့ပြောနေတာဒါရိုးရိုးတန်းတန်းစိတ်ဆိုးတာမဟုတ်သေးဘူးနော်သမင်းကျွေးတာတော့မှပဲကဲစားဟဲ့ဘောနာဝန်းကြတော့ဘာလို့ဆဲဆိုပြီးတော့ကျွေးတာတချို့ဟာအကျင့်ကြီးပါပြီးတော့နော်ဒီမပြင်လို့မရဘူးဆိုမဟုတ်ဘူးပြင်လို့ရပြင်ရသုဒ္ဓဝါစာမပြောမိအောင်နေရမယ်ကိုယ့်ကိုဒီတမိုင်းလောက်လူဆိုတာအလုပ်တစ်ခုကိုအောင်မြင်မြင်လုပ်ဖို့ရအတွက်ဘာတွေလိုအပ်တုံလို့ဆိုလို့ရှိရင်နံပါတ်1ကယုံကြည်ချက်တတ်တာရှိရမယ်ယုံကြည်ချက်တတ်တာရှိရမယ်နံပါတ်2ကကြိုးစားမှုလုံလဝိရိယရှိရမယ်ယုံကြည်ချက်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာမအောင်မြင်ဘူးကြိုးစားမှုမရှိတဲ့ပုဂ္ဂိုလ်ကလည်းမအောင်မြင်ဘူးနောက်ပြီးတော့တည်ငြိမ်မှုသမာဓိဆိုတာလည်းရှိရတယ်ဒီမှာနောက်တစ်ခုကပညာဆိုတာရှိရတယ်အဲ့ဒါတွေမရှိလို့ရှိရင်ဒီပုဂ္ဂိုလ်ကဘယ်လုံးမှမအောင်ဘူးတဲ့နောက်ပြီးတော့တတိထားတတ်မှုရှိရတယ်တတိထားခုနအတွေးမျိုးတွေမတွေးမိဖို့တတိထားမယ်တွေးရမယ်အတွေးမျိုးတွေးတတ်ဖို့တတိထားမယ်မပြောရမယ့်စကားမျိုးကိုတတိထားမယ်ပြောရမယ့်စကားမျိုးကိုတတိထားပြောရမယ်ရှိနေတာတွေရှောင်လို့ရတာပဲမူတာဝါဒရှောင်ရမယ်မှန်တာပဲပြောရမယ်ဒီသူများကုန်းတိုက်တာမပြောရဘူးတယောက်နဲ့တယောက်ညီညွတ်အောင်သာလုပ်ရမယ်ဆဲရည်တဲ့ရိုင်းကြတဲ့စကားမသုံးရဘူးချိုးတာတဲ့စကားပဲသုံးရမယ်နောက်တစ်ခုကတမ္ပပလာပါအကျိုးမဲ့စကားတွေပြောတယ်အချိန်ခါမဟုတ်တဲ့စကားတွေပြောတယ်အကျိုးမရှိတဲ့စကားတွေပြောတယ်တမ္ပပလာပါပိန်ချင်းသောစကားဆိုတာကြည့်လေသဘာဝပင်များအထဲထဲမှာအဆံမထည့်ဘူးဆိုလို့ရှိရင်ပိန်မနေဘူးလားပိန်ပါအဲ့ဒါလို့ဘာမှအနှစ်မရှိတဲ့စကားမျိုးတွေကိုအဲ့ဒါတမ္ပပလာပါလို့ခေါ်အဲ့ဒါမျိုးလည်းပဲရှောင်ရတယ်တဲ့ပြောပြီးဆိုရင်အကျိုးရှိတာကိုပဲပြောမယ်ကောင်းတာကိုပြောမယ်ဒီဘဝအကျိုးရှိရမယ်စီးပွားရေးအတွက်ကျိုးရှိရမယ်ပညာရေးအတွက်ကျိုးရှိရမယ်လူမှုရေးအတွက်ကျိုးရှိရမယ်မိသားစုအတွက်ကျိုးရှိရမယ်ပတ်ဝန်းကျင်အတွက်ကျိုးရှိရကျိုးရှိတဲ့စကားမျိုးကိုပဲပြောရမယ်ဒါကိုဆိုလို့အဲ့တော့အပြောနဲ့ပတ်သက်ပြီးတော့အခုလိုဒီ၃မျိုးကိုရှောင်လိုက်ပြီဆိုလို့ရှိရင်ဒါသမ္မာဝါစာဖြစ်လာတယ်သမ္မာဝါစာဖြစ်လာလို့လူဖြစ်ကျိုးနတ်ပြီလို့ပြောနိုင်တယ်တရားလူဖြစ်ရကျိုးနတ်
ကဲနောက်တစ်ခုအလုံးနဲ့ပတ်သက်လာရင်တော့ဘာတွေရှောင်ရမှာတော့ဆိုပါဠိပါဒသူများအသက်တတ်တာကိုရှောင်ရမယ်ရှောင်နေဆိုတာဘာကောင်မှမတတ်ဘူးဆိုတာမျိုးကိုယ်လာကြိုက်တဲ့ရှင်လေးဂျိုးလေးအစားပြီးမတတ်တာမျိုးပြောဟုတ်ကဲ့တော်တော်များများခွန်ကြီးတို့တွေ့တယ်ဒီပြနေရာတွေဘလောက်ကောင်းကောင်းရှင်ကလေးတွေကြတော့လက်ဝါးကြားထဲမှာပဲအသက်ထွက်သွားတာတွေများတယ်ဖတ်ခနဲ့ရိုက်ကြတယ်နော်ခုခေတ်ဆိုသားဆိုးသေးတယ်ဘာတော့လျှက်စစ်နေဟိုရက်တောင်နေနဲ့ဖြတ်ခနဲ့ချနေကြတာပဲအဲ့ဒီအတော်ကြောက်စရာကောင်းတဲ့ဟာပဲဒါနော်ဒီခေါင်းလေးတွေအသက်လက်သိရှိတာမဟုတ်ခဏနေသေးကြမှာမောင်းထုတ်လိုက်ပြီးရောခြံအောင်နဲ့ဝင်နေလိုက်ပေါ်ချိန်ကပ်ရင်လေသူတို့မလာအောင်လေးဖြင်းသေးလေးပါလေးထွန်းထားလိုက်လဲမလာဘူးပေါ့ဒီလိုလွယ်လွယ်ကူနဲ့တတ်တဲ့ဟာတွေကဒီပါဠိပါဒလွတ်တဲ့လူတော်နေအဲ့တော့ကိုမုန်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရဲ့လက်နဲ့ဘယ်သူမှအသက်မထွက်စေပါနဲ့ဒါရှောင်ရမယ်ကိုယ့်လက်နဲ့ဘယ်သူမှမသိစေရဘူးဘယ်တတ်တော်မှကိုယ့်လက်နဲ့သိတာမျိုးမဖြစ်စေရကိုယ့်လက်နဲ့မသိဘူးဆိုရင်ဘယ်သူတတ်လိုက်သားလို့ခိုင်းရင်လည်းတူတူပဲနော်အဲ့ဒါတတ်တာကိုသဘောကျရင်လည်းတူတူပဲချီးမွမ်းရင်လည်းတူတူပဲတချို့ကပါတယ်ကိုမလို့ရှင်တော့သူများခိုင်းတူတူပဲအဲ့ဒါလည်းနော်ကိုယ်တိုင်ကြိုက်တွန်းချီးမွမ်းစိတ်တူတဲ့အဲ့တော့အကုသိုလ်ဖြစ်တတ်တယ်။ဒါမျိုးရှောင်ရကဲမရှောင်နိုင်ဘူးဆိုရင်ကံရဲ့ပုံရိပ်တွေဘာတွေလာတော့ယောဂများတယ်ငယ်ငယ်ရွယ်နဲ့သိတယ်ဟောတချို့ကြည့်လေမွေးလာတဲ့ခြေကံနဲ့ဆရာဝန်နဲ့သွားနေရဟုတ်လားမွေးလာတဲ့ယောဂနဲ့မွေးလာတဲ့တချို့မျက်စိတစ်ဖက်ပါမလားမွေးလာတဲ့လက်တစ်ဖက်ပါမလားမွေးလာတဲ့နှာခမ်းကွဲတာဆရာဝန်တွေကတော့ပြောမှာဗတ်ထက်လူလို့နှာခမ်းကွဲတယ်ဆိုရင်ဒီဗတ်ထက်လူတာကဘာကြောင့်လဲဆိုရင်ကံရဲ့ပုံရိပ်ပဲအဲ့ဒါဟုတ်ကဲ့သူများတွေမှာမကွဲပဲသူ့ကြမှာလာကွဲတယ်ဆိုဗတ်ထက်လူလို့ပြောကြမလို့ကံရဲ့ပုံရိပ်ရှိတယ်ပေါ့နော်အဲ့ဒါမျိုးဒီဖြစ်လာနိုင်မယ်အဲ့ဒါပါဏာတိပါဒကံရဲ့အကျိုးဆက်တွေကြောင့်ရုပ်ပြစင်တွေဖြစ်လာတတ်တယ်။နောက်တစ်ခုအဒိနာဒါနသူများပစ္စည်းကိုယူတယ်ခိုးတယ်လို့ပဲပါဒပြန်တာခိုးတာဆိုအမျိုးမျိုးရှိတယ်တဲ့နော်။ဒီဈေးရောက်ဈေးဝယ်လုပ်တဲ့အခါကျတော့ကြောက်ရောင်းတဲ့သူကလည်းကြောက်အတုနဲ့အစစ်နဲ့ရောရောင်းတာမျိုးတို့ဟုတ်လားကိုကြိုက်တဲ့ဈေးပြောရောင်းတာတော့ရပါတယ်အတုမရောင်းတော့အခုဆိုဗမာပြည်မှာဆေးတွေအတုရောင်းတာရန်ကုန်မှာဆေးဆိုင်တွေကပြောတာကြားအတုရောင်းတာတွေအများကြီးပဲတိတ်ကြောက်စရာကောင်းတကယ်ရောင်းနေကြတာနော်တလောကဘုန်းကြီးကမင်္ဂလာဈေးကဆေးဆိုင်ကတကားလာလျှောက်သူစီလည်းလာတယ်တဲ့အတုတွေသူကတော့အဲ့ဒါမလုပ်ဘူးတဲ့အဲ့ဒါလို့အတုရောင်းတာတွေအများကြီးပဲအခုအရင်က PDI ပေါ့ဘာပလက်ဆိုတဲ့ဆေးတွေမထုတ်ဘူးအခုကြောင်းနေတာတွေအတုတွေပဲအကုန်အဲ့ဒါလို့လှုပ်ထမျိုးတွေကဒါကြတော့ခုနကပြောတယ်ခိုးတဲ့ထဲမှာပါတယ်ဒါတွေကနော်ခိုးတဲ့ထဲမှာပါတယ်အဲ့တော့တချို့ကပြောကြတယ်ဒီပစ္စည်းတစ်ခုကိုရောင်းလို့ကိုတင်ပြီးတော့ဈေးတင်ပြီးတော့ရောင်းတာအပြစ်ရှိလားတဲ့ဆိုဈေးကတော့ကိုကြိုက်တဲ့ဈေးကိုပြောရောင်းလို့ရတယ်လေသို့တော့မပြောနဲ့ဒီပစ္စည်းတွေကဥပမာ1000ပေးထားတယ်ပေးရတာက900ပေးထားတာကို1000ပေးထားတယ်လို့တော့မပြောနဲ့အဲ့ဒါတော့လိမ်တာပေါ့အဲ့လိုတော့မပြောနဲ့ပေါ့ဘယ်တော့ပေးရတယ်ပါမပြောရင်ပြောကိုရောင်းနိုင်တာတော့ဒါပဲရောင်းနိုင်တယ်ဒီတဲ့ရှော့မပေးနိုင်ပြောခွင့်ရှိပါတယ်ဒါနဲ့ငြင်းမရှိဘူးဟုတ်ကဲ့ရောင်းတဲ့လူနဲ့ဝယ်တဲ့လူကြိုက်လို့ရှိရင်ဒါသူကလည်းသူကြိုက်လို့ဝယ်တာလေသို့တော့အတုကိုအစစ်နဲ့ရောမရောင်းနဲ့မကောင်းတာကိုကောင်းတဲ့ထဲကောင်းတဲ့ထဲကိုမကောင်းတာထဲမရောင်းနဲ့ဒါဆိုရင်ပြစ်မရှိဘူးအဲ့ဒါလို့လုပ်ရင်တော့ပြစ်ရှိတယ်ဒါခိုးတာတနည်းပဲနော်ပြီးတော့စီတို့ကတော့ရောင်းရင်ပိတ်တာမပြေဘူးဆိုရင်ဒါခိုးတာပဲပြည့်ရမယ်အနေချင်းပြည့်ရမယ်ချိန်စင်းလဲတင်းစင်းလဲဒါမျိုးတွေမလုပ်ရဘူးတဲ့အဲ့ဒါမျိုးတွေလုပ်ပြီးတော့ဆိုလို့ရှိရင်တော့အရိဏဒါနမလွတ်ဘူးပေါ့အဲ့တော့မှန်မှန်ကန်ကန်ရောင်းဝယ်တာသမ္မာအာဇီဝရောင်းဝယ်စားတော့တာမှန်တယ်မှန်ကန်တဲ့နည်းနဲ့ရောင်းလို့ရတယ်
ကုသိုလ်ရသေးတယ်မှန်မှန်ကန်ကန်ဟောဒီဟာကမကောင်းဘူးဒါကအေးရန်လေဒါကဘယ်တော့ပဲတန်တာဟိုဘက်ကဟာကကောင်းတယ်ဟောကောင်းတာမကောင်းတာပြောလို့ရအဲ့လိုပြောင်းပြီးပြောပြီးတော့မှန်မှန်ကန်ဟိုဒါနဲ့ဒါတူတူပါပဲဥမာပဲဈေးညံ့တဲ့ဟာအရေးချင်းမရှိတဲ့မကောင်းတဲ့ဟာကိုအရေးသွေးမကောင်းတဲ့ဟာကိုကောင်းတဲ့ဟာနဲ့ရောပြီးဒါလည်းတူတူပဲဆိုပြီးတော့ရောင်းရင်တော့ပြည့်ရှိတာပေါ့အဲ့လိုတော့အဲ့တော့ဆိုလိုရင်းကတော့အယောင်းဝယ်လုပ်တဲ့နေရာမှာကြိုးစားမှုလိုအပ်တယ်ပေါ့ကြိုးစားမှုလိုအပ်တယ်ကြိုးသားသားနဲ့စီးပွားရှာတယ်အမှန်တိုင်းစီးပွားရှာတယ်ပေါ့အဲ့ဒါမျိုးကတော့အပြစ်မရှိပါဘူးတဲ့ကြိုးသားတဲ့မယိုးသားဘူးဆိုတော့သူသိကိုသိတာပဲဒါကိုသိတဲ့ကိစ္စကိုစိတ်ထဲကပဲယိုးသားတယ်မယိုးသားဘူးဆိုတော့ကိုသိတယ်အေးဒါကြောင့်မို့အဋ္ဌိနာဒါနဆိုတာကသူကခိုးမှတိုက်မှအဋ္ဌိနာဒါနမဟုတ်ဘူးအခုလို့မမှန်မကန်လှုပ်တာတွေမှန်တယ်များပစ္စည်းရနဲ့ပတ်သက်ပြီးမမှန်မကန်လှုပ်တာမှန်တယ်များအဋ္ဌိနာဒါနထဲမှာပါအဲ့ဒါလို့ဖြစ်ရင်ဘာဖြစ်တတ်လဲကံရဲ့ပုံရိပ်တွေကလှုပ်သမျှတွေကလွဲပြီးတော့ကိုယ့်ပစ္စည်းခဏခဏဆုံးရှုံးတယ်တဲ့မိလောင်တဲ့ထဲလည်းပါတယ်ရေမြောတဲ့ထဲပါတယ်ခိုးခံရတဲ့ဟောစသဖြင့်ဒီလိုဟာတွေကဒါကံရဲ့ပုံရိပ်တွေလာတာပဲတဲ့နော်ဒီဒါကြောင့်မလို့လှုပ်တဲ့အခါမှာလည်းပဲအကျိုးရှိတဲ့အလုပ်ကိုလုပ်တယ်ဒါကြောင့်မို့အဋ္ဌိနာဒါနသူရမပေးတဲ့ပစ္စည်းဆိုရင်မယူပေးတာကိုပဲယူတယ်ကိုယ်စိတ်လေးကတန်ရှင်းတယ်စင်ကြယ်တယ်ဆိုတဲ့စိတ်နဲ့အယောင်းဝယ်လုပ်ပြီးတော့သုံးကြတယ်စားကြတယ်အပြစ်မရှိဘူးတရားကနော်ကောင်းပြီနောက်တစ်ခုကပါတော့ဆိုရင်ကာမေတုမိစ္ဆာစာကာမေတုမိစ္ဆာစာဆိုတာဒီကာမကိစ္စနဲ့ပတ်သက်ပြီးတော့မှားမှားယွင်းယွင်းလုပ်တာမျိုးတွေပေါ့အဲ့ဒီမှားမှားယွင်းယွင်းကာမေတုမိစ္ဆာစာကံမျိုးကိုကျူးလွန်ပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကလူစင်မမီတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အားလုံးကမုန်းတီးခံရတဲ့ပုဂ္ဂိုလ်အရက်ထဲမှာဆိုရင်ရှင်ဘတ်ပေါ့နော်လူတကာကအမြင်ကပ်ခံရတဲ့ပုဂ္ဂိုလ်မျိုးဒါအပေါ်ဆုံးအပြစ်အဲ့ဒါလိုဖြစ်တတ်တယ်အပင်ငယ်ကြတာတော့မပြောနဲ့တော့ပေါ့နော်သူလို့ရင်လုံးသလောက်မကောင်းတဲ့အားတွေကနေအကျိုးပေးခံအဲ့တော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူလောကရောက်လာရင်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ခုနပြောရင်နံပါတ်1ကကံကံဤအကျိုးကိုလက်ခံယုံကြည်မှုသိမြင်မှုဆိုတဲ့ကာမတက္ကတာဒိဋ္ဌိရှိတယ်ရှိပြီးတဲ့အခါမှာအကုသိုလ်တွေကိုမကောင်းတဲ့ဒုစရိုက်တွေကိုရှောင်တယ်ကောင်းတဲ့ဒုစရိုက်တွေကိုလုပ်တယ်ဒါတွေလုပ်နေလို့ရှိရင်ဒါလူဖြစ်ကျိုးနှပ်ပြီးလို့ပြောလို့ရတယ်နော်အကယ်၍သာလူဘဝရောက်လာပြီးတဲ့အခါမှာတွေးတာလည်းပဲတွေးကျင်သလိုတွေးတယ်ပေါ့အပြစ်မကင်းတဲ့အတွေးတွေတွေးတယ်ပြောတဲ့အခါမှာလည်းအပြစ်မကင်းတဲ့အပြောတွေပြောတယ်လုပ်တဲ့အခါမှာလည်းအပြစ်မကင်းတဲ့အလုပ်တွေကိုလုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလူဖြစ်ကျိုးမနှက်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုရင်ဒီကံကအကျိုးပေးတဲ့အခါမှာသူကကြီးတဲ့နှိမ့်တဲ့ဘဝရောက်သွားလိမ့်မယ်ဒုက္ခရောက်ကြလိမ့်မယ်အေးဒါကြောင့်မလို့လူဖြစ်ကျိုးနှက်ပါစေဆိုတာအဲ့ဒါပြောတာနော်အဲ့တော့လူဖြစ်ကျိုးနှက်အောင်ဘယ်သူလုပ်ရမလို့ဆိုကိုယ်ပဲလုပ်ရမှာဒါသူများကိုမေးကြမလို့ကိုယ်ပဲလုပ်ရမယ်ဒါကြောင့်မို့လို့လူဘဝရောက်လာလို့ရှင်အတိတရားနဲ့တတိတရားပေါ့နော်အတိတရားနဲ့တတိတရားဆိုတာစာပေလို့ပြောမယ်ဆိုရင်တတိသံပစဉ္ညာလို့ခေါ်တယ်တတိဆိုတာဘာကောင်းအောင်နေရမယ်ဒီအတွေးမျိုးမတွေးရဘူးဆိုတာတတိယရမယ်ဒီအပြောမျိုးငါမပြောရဘူးဆိုတာတတိယရမယ်ဒီအလုပ်မျိုးငါမလုပ်ရဘူးဆိုတာလည်းတတိယဒီအတွေးမျိုးကိုတွေးရမယ်ဒီအပြောမျိုးကိုပြောရမယ်ဒီအလုပ်မျိုးကိုလုပ်ရမယ်ဆိုတာကိုတတိထားတယ်မြဲတယ်အဲ့ဒါကတတိလို့ခေါ်တယ်တမ္ပစဉ္ညာအတိတရားဆိုတာဘာလို့ဆိုလို့ရှိရင်ဒါလုံးလို့ရှိရင်မကောင်းတဲ့အကျိုးတွေလာနိုင်မယ်စဉ်းစားဆင်ခြင်ငါပြောနေတဲ့အပြောဟာအပြစ်ကင်းတဲ့အပြောလားအပြစ်ရှိတဲ့အပြောလားစဉ်းစားတာဟုတ်ကဲ့ငါတွေးနေတဲ့အတွေးဒီအပြစ်ရှိတဲ့အတွေးလားအပြစ်ကင်းတဲ့အတွေးလားကိုယ့်ကိုစဉ်းစားလာလိုက်ဟောစဉ်းစားရင်ဘာဖြစ်လဲသိလာအဲ့ဒါကအတိတရားအဲ့ဒီတတိတရားနဲ့အတိတရားဟာအခြေခံအားဖြင့်လူလောကမှာရှိနေပြီဆိုရင်ဒါတပိုင်းအားဖြင့်ပြောမယ်ဆိုရင်လူဖြစ်ကျိုးနှပ်ပြီလို့ပြောရနော်သို့တော့ကြီးတဲ့လူဖြစ်ကျိုးနှပ်အောင်လုပ်လို့ရသေးလားလို့ဆိုရသေးတယ်အများကြီးရှိသေးတယ်ဒါကဖောင်ဒေးရှင်းပဲရှိသေးတယ်ဟုတ်ကဲ့
လူဘဝရလာလို့အရင်မရှုံးရုံပဲရှိသေးတယ်အမျက်မရသေးဘူးနော်အမျက်ရဖို့ကြတော့ဘာလို့ရမလဲအမျက်ရဖို့ကြတော့သူ့တဲ့သခင်တက်ရလိုက်အောင်မယ်ဘာတွေကိုနားလည်အောင်လုပ်ရမလို့ဆိုရင်လူဆိုတာယုံနဲ့နာနှစ်ခုပေါင်းစပ်ထားတာတကယ်တော့သတ္တဝါဆိုတာမရှိဘူးသူဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးယောက်ျားဆိုတာလည်းမိန်းမဆိုတာလည်းအပေါ်ယံနာမည်လေးတွေပေးထားတာတကယ်တော့လူတိုင်းမှာတကယ်ရှိနေတာယုံနဲ့နာမည်ရှိတယ်အဲ့ဒီယုံနာနှစ်ခုဟာလည်းပဲသာဝရပြောင်းလဲနေတဲ့အရာကြီးတာဖြစ်တယ်တို့တွေဟာသာဝရပြောင်းလဲနေတဲ့ယုံနဲ့နာဒီနှမျိုးတည်းနဲ့ဒီအတိအကျဖြစ်နေတဲ့ယုတ်တိနံတွေနဲ့ပဲဒုဘဝဟာရှိနေတယ်ဘယ်ရာမှမမြဲဘူးဆိုတဲ့အတိရှိဖို့လိုသေးတယ်ယုတ်နဲ့နာနှမျိုးတည်းပဲရှိတယ်ဆိုတဲ့အတိကလေးရှိလာပြီဆိုလို့ရှိရင်ကြည့်ပါရီဖြစ်လာတော့ဆိုရင်ဒီအတိလေးဝင်လာတာနဲ့တပြိုင်နက်တွေ့တာမှုတွေရော့လာလောဘကိုလျှော့ချနိုင်တယ်ဒေါသကိုလည်းလျှော့ချနိုင်လာတယ်ဘာဖြစ်လို့မောဟကရော့သွားတော့ဒီအတိတိလိုက်တာနဲ့တပြိုင်နက်လူဆိုတာတနေ့ကျတော့သိကြမှာပဲမာမနာတွေထားနေလို့လည်းမဖြစ်ဘူးတနေ့နဲ့တနေ့ငါရဲ့ယုတ်တိနံတွေဟာပြောင်းလဲပြီးတော့ပျက်စီးနေတာပါလားဆိုတဲ့ယုတ်နဲ့နံနှစ်မျိုးသာရှိပါလားဆိုတဲ့ဒီအတိလေးသိလိုက်တာနဲ့တပြိုင်နက်ဘဝပေါ်မှာတွေ့တာတာနေသွားတယ်ပစ္စည်းဥစ္စာပေါ်မှာတွေ့တာတာတွေရော့လာတယ်မိသားစုပေါ်မှာတွေ့တာတာတွေလျှော့ချနိုင်လာတယ်လျှော့ချလာတော့ဗာဖြစ်တယ်ဆိုတွေ့တာတာရော့သွားတာနဲ့တပြိုင်နက်တောကလည်းရော့လာတာပဲတောကလည်းရော့အတွေ့အတာရှိမှတောကရှိတာအတွေ့အတာမရှိရင်တောကမရှိဘူးလေဟိုနိုင်ငံခြားတိုင်းပြည်တွေပါကိုယ်နဲ့ဘယ်သူမှမသိဘူးဆိုရင်အဲ့ဒီနိုင်ငံတွေကဘာဖြစ်ဖြစ်ကိုတောကမဖြစ်ဘူးဘာဖြစ်လို့တော့တွေ့တာမှမရှိတာတောကဆိုတာကိုယ်တွေ့တဲ့နေရာမှာဖြစ်တာမတွေ့ရင်ဖြစ်ကိုမဖြစ်ဘူးအဲ့တော့တောကမဖြစ်ဘူးဆိုလို့ရှိရင်လူရဲ့စိတ်ကဒီဘဝတည်းနဲ့ငြိမ်းချမ်းမှုကိုရသွားတယ်ဒါကြောင့်မို့လို့လူဖြစ်ကျိုးနှံ့အောင်တစ်ဆင့်တက်ကြမယ်ဆိုလို့ရှိရင်လူဘဝဆိုတာဘာနဲ့တည်ဆောက်ထားတာလဲဆိုတာကိုတစ်ဆင့်တက်သင်ကြားလိုက်ဘဝဆိုတာယုံနဲ့နာနှစ်ခုနဲ့တည်ဆောက်ထားတယ်အဲ့ဒီယုံနဲ့နှစ်ခုဟာလည်းဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီဆံရအကြောင်းတရားကြောင့်ဖြစ်တဲ့ယုံနဲ့နာသည်မမြဲဘူးသာဝရပြောင်းလဲနေသည့်အတွက်ကြောင့်စိတ်ကျေနပ်เสียမကောင်းဘူးကျေနပ်เสียမကောင်းတာကိုသာဝရပြောင်းလဲနေတဲ့အရာကနှိမ့်ဆက်နေလို့ဒုက္ခလို့ခေါ်တာနော်အနိစ္စဆိုတာဖြစ်ပေါ်လာပြီးတဲ့နောက်အမြဲတမ်းပြောင်းလဲပျက်စီးနေလို့အနိစ္စလို့ခေါ်တာဒုက္ခဆိုတာအမြဲတမ်းကပ်ပြီးတော့ဆင်းရဲဒုက္ခဖြစ်ပြမှုတွေနဲ့နှိမ့်ဆက်နေလို့ဒုက္ခလို့ခေါ်တာအဲ့ဒီလိုပြောင်းလဲနေတဲ့ယုတ်တရားနံတရားကိုပြောင်းလဲမှုတွေနဲ့ဒီနှိမ့်ဆက်နေတဲ့ဒီယုတ်တရားနံတရားကိုမနှိမ့်ဆက်ရအောင်ဘယ်သူကနေပြီးတော့တွန်းလှန်ဖယ်ရှားပြလို့ရမရဘူးတွန်းလှန်ဖယ်ရှားနိုင်တဲ့တကူအာနာပါဝါကိုမှမရှိဘူးကိုယ်အလိုကျဖြစ်သလားဆိုတာတခုမှမဖြစ်ဘူးဟုတ်ကဲ့လူဆိုတာအမြဲတမ်းငယ်ငယ်လေးချောချောလှလှလေးမအိုးချင်ကြဘူးဒီတိုင်းပဲဟုတ်လားဖြစ်ခဲ့လားအဲ့ဒီလိုမဖြစ်တာကိုယ်ဆန္ဒအတိုင်းမဖြစ်တာကိုယ်အလိုအတိုင်းမဖြစ်တာအနတ္တတဲ့အဲ့ဒီသဘောလေးတွေကိုစဉ်းစားပြီးလာလို့ရှိရင်ခုနကအရှင်းမြင့်လာတဲ့အတိယရလာလိုက်တယ်ခုနတုန်းကကံကံဤအကျိုးကိုယုံကြည်လျုံကကောင်းရာဘဝပဲရောက်နိုင်နေတယ်နိဗ္ဗာန်မရောက်နိုင်သေးဘူးအခုလိုဒီအမြင်မိုးမြင်လာပြီဆိုလို့ရှိရင်တော့သူကတစ်ဆင့်တက်လာတော့နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်လာတယ်လို့ပြောလို့ရတယ်ဒါကတစ်ဆင့်တက်ပြီးတော့ကျင့်ကြံကြုတ်ကိုအားထုတ်ကြမယ်ဆိုလို့ရှိရင်ဘဝတန်မြာကြီးပေါ်မှာညီးကွေးတဲ့အသိဉာဏ်တွေရလာမယ်လွတ်ချင်တဲ့အသိဉာဏ်တွေရလာမယ်ဘဝတန်မြာကြီးရဲ့သဘာဝတရားတွေကိုအကုန်လုံးသိယုတ်တရားနာတရားတွေရဲ့သဘာဝတွေကိုအကုန်သိပြီးတော့နောက်ဆုံးမှာတွေ့တာမှုတွေအမြင်မှားမှုတွေတန်တရားဖြစ်မှုတွေအားလုံးကိုပယ်ရှားပြစ်နိုင်တဲ့အဆင့်ရောက်သွားပြီဆိုလို့ရှိရင်လောကကြီးအတွက်ဘာမှတောကမဖြစ်ဘဲနဲ့တကွငြိမ်းချမ်းတဲ့ဘဝမျိုးကိုရတော့မှာပါတဲ့ဟုတ်ကဲ့
အဲ့ဒီလိုငြိမ်းချမ်းတဲ့ဘဝမျိုးစိတ်ထက်လေးငြိမ်းအေးသွားတဲ့အဖြစ်မျိုးရောက်ပြီဆိုလို့ရှိရင်လူဖြစ်ရကြနတ်ပြီလို့အဲ့ဒီကြတော့မှအပြည့်အဝလူဖြစ်ရကြနတ်တယ်ခုနတော့အခြေခံအားဖြင့်ကုသိုလ်ကမ္မပဋ္ဌတရား10ပါးကိုကျင့်သုံးရင်လူဖြစ်ရကြနတ်ပါတယ်ဟုတ်ကဲ့ဒီတဲ့တစ်ဆင့်တက်ပြီးတော့ခုနကစာလို့ပြောရရင်တော့ဝိပဿနာကျင့်စဉ်ကိုကျင့်လို့မေတ္တရားဖို့တရားရသွားပြီဆိုရင်တော့တကယ်လူဖြစ်ရကြနတ်ပြီလို့အဲ့တော့လူဖြစ်ရကြနတ်ဖို့အတွက်တို့တွေလမ်းခုလက်ကိုရောက်အောင်သွားဖို့လိုတယ်တဲ့နော်လမ်းခုလက်လေးအခြေခံလေးတောင်မှတို့တွေအခြေခံအုတ်မြစ်လေးတောင်မချနိုင်မဲနဲ့အထက်ကိုတက်ဖို့ဆိုတာအတော်ခဲနေဒါကြောင့်မို့ပထမအခြေခံလေးကိုရအောင်လုပ်ရမယ်အခြေခံရပြီးတဲ့အခါအထက်ကိုတက်နိုင်အောင်ကြိုးစားရမယ်ဒီလိုကြိုးစားမှတို့တွေဟာလူဖြစ်ရကြနတ်မှာလို့ဒီကနေ့လူဖြစ်ရကြနတ်ပါစေဆိုတဲ့တရားကိုဟောပြောခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မကိုလိုက်နာကျင့်သုံးခြင်းဖြင့်မိမိတို့ရရှိလာတဲ့လူဘဝတန်ဖိုးရှိရှိနဲ့လူဖြစ်ကြကြနတ်ကြပါဆုံးတည်း